2026 ခုနှစ်တလပိုင်း3 ရက်ယနေ့ခင်းအခါကာလထိုင်းနိုင်ငံဘန်ကောက်မြို့ဧဘတ်တက္ကသိုလ်ခမ်းမဆောင်လေးအတွင်းမှာနေ့ရက်တာတရားနာယူခြင်းတရားဘာဝနာပွားများခြင်းအလုပ်ကိုကြိုးပမ်းအထောက်ကြတယ်ဒကာဒကမတွေဒါဒီကနေ့ဒုတိယနေ့ပြန်ခါနေ့ရသော်ဘုရားရဲ့အဆုံးအမလေးတွေကိုပရိယတိသာသနာရသော်ဘုရားရဲ့ထေသနာတော်တွေကိုသင်ယူခြင်းဆိုတဲ့အလုပ်ကလေးကိုလုပ်တဲ့အနေနဲ့လည်းပဲကိုယ်ဒုက္ခကိုကိုယ်တိုင်ငြိမ်းအောင်တစ်ဖက်တစ်လမ်းနဲ့ကြိုးစားအထုတ်တဲ့သဘောလို့အဲ့လိုလေးလည်းပဲခံယူထားစေချင်တယ်နော်ဘုန်းကြီးတို့လုံနေသမျှအလုပ်ပြောနေသမျှအပြောတွေးနေသမျှအတွေးတွေဟာရည်ရွယ်ချက်ကလေးရှိတယ်အဲ့ဒီရည်ရွယ်ချက်ကဘာလဲဆိုတော့ချမ်းသာခြင်းနဲ့ဆိုတာလေးပေါ့နော်ဟုတ်တယ်မဟုတ်လားချမ်းသာခြင်းနဲ့ကောင်းခြင်းနဲ့အဲ့ဒါလိုချမ်းသာခြင်းနဲ့ဆိုတဲ့အတွေးလေးပေါ်လာတိုင်းအခုဘုန်းကြီးဆက်ပြောမဲ့ဒေသနာလေးကိုအမှတ်ရစေခြင်းဘာလို့ဆိုတော့အခုပြောမဲ့ဒေသနာလေးထဲမှာဒုက္ခဆိုတဲ့ပါဠိစကားလုံးလေးကိုထပ်ခါတွေ့ရတယ်12 ခါလောက်တောင်ပြောထားအဲ့ဒါဘုန်းကြီးငယ်ငယ်ကဒုက္ခ12 ပါးတရားတော်ဆိုတော့သူ့ကိုသဘောကျလွန်းလို့ကျင့်ဖန်များစွာဟောဖို့တယ်နော်အခုဟောမဲ့ပုံစံလေးကတော့သုံးသက်ချက်ကလေးတွေနဲ့လူကြီးတွေနားလေသဘောပေါက်မှုရှိပြီးသားအတိုင်းအတာတစ်ခုတည်းရှိပြီးသားပုဂ္ဂိုလ်တွေအတွက်အသေးစိတ်ပြောတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုရှုထောင့်တစ်မျိုးကနေမြင်ပြတဲ့အနေအထားလေးတွေများပါအောင်ကြိုးပမ်းအထောက်ကြည့်နော်ဓမ္မပဒပါဠိတော်နာဂဝတ္ထဲမှာဂါထာတော်3 ပုဒ်မာနကိုအကြောင်းပြုပြီးမြတ်စွာဘုရားဟောခဲ့တာအခါတစ်ပါးမြတ်စွာဘုရားဟိမဝန္တာတောင်ခြေရင်းမှာတောချောင်းကလေးဆောက်တပါးတဲ့တဲ့သုံးတယ်နော်ဟိမဝန္တာတောင်ခြေတိတ်ဆိတ်အေးချမ်းအဲ့ဒါလိုတပါးတဲ့တဲ့သုံးရင်းနဲ့မြတ်စွာဘုရားကဘာတွေးမိနေတာတော့ဆိုတော့အဲ့ဒီမြတ်စွာဘုရားအဲ့ဒီအနေထားအဲ့ဒီခေတ်အခါအဲ့ဒီအချိန်ခါတော့ကလူတွေလူလောကကိုကြည်လိုက်ရင်အုပ်ချုပ်သူလူဒန်းစားဟာတိုင်းသူပြည်သားတွေရဲ့အပေါ်မှာမတရားသဖြင့်ပဲအုပ်ချုပ်နေရတာကိုတွေ့ရတယ်အဲ့တော့မြတ်စွာဘုရားစိတ်ထဲမှာတရားသဖြင့်အုပ်ချုပ်လို့ရောမဖြစ်နိုင်ဘူးလားလို့အဲ့ဒါလိုလေးတွေးမိနေတယ်တဲ့မြတ်စွာဘုရားတတ္တဝါတွေရဲ့အပေါ်မှာစိတ်ရောက်သွားရင်းနဲ့တွေးမိသွားတဲ့သဘောလို့ဘုန်းကြီးကတော့အဲ့လိုမြင်မိတယ်ကြံကြံဖန်ဖန်အဲ့လိုမြတ်စွာဘုရားတွေးတာကိုမန္တကသိတယ်သိတဲ့အတွက်ကြောင့်မန္တကရောက်လာပြီးတော့မြတ်စွာဘုရားလူသားတူကြီးရဲ့အပေါ်မှာလွှမ်းမိုးအုပ်ချုပ်ပြီးတော့မင်းလုပ်တော်မူပါမြတ်စွာဘုရားကိုရှင်ဘုရင်လုပ်ဖို့လားတိုက်တွန်းတယ်စေတနာကောင်းတဲ့စိတ်ကောင်းတဲ့တိုက်တွန်းတာမဟုတ်ဘူးမြတ်စွာဘုရားဒီလိုတွေးနေတာကို तू ကသိတဲ့အခါကျတော့ယဟန်ဂေါရမကရှင်ဘုရင်လှုပ်ချင်နေတာနဲ့တူတယ်တကယ်လို့ तू ရှင်ဘုရင်လှုပ်မယ်ဆိုလို့ရှိရင်သူ့ကိုငါဝင်ရောက်နှိပ်စက်ဖို့အတွက်အခွင့်အပေါက်တွေများစွာရမှာပဲချွင်းချက်တွေအများကြီးတွေ့မှာဒါကြောင့်ကြောက်ချတဲ့အနေနဲ့မြတ်စွာဘုရားကိုရှင်ဘုရင်လှုပ်ဖို့လာတိုက်တွန်းအဲ့လိုတိုက်တွန်းတဲ့အခါကျတော့မြတ်စွာဘုရားကမန္တငါတန်တန်မှာဘလို့အရေးအချင်းတွေကိုတွေ့မြင်ရလို့ငါ့ကိုရှင်ဘုရင်လုပ်ဖို့လာတိုက်တွန်းရတာတုံးလို့မေးတယ်တဲ့အဲ့လိုမေးတဲ့အခါကျတော့မန္တကမြတ်စွာဘုရားဟာအဋ္ဌိပတ်ကြီး 4 ပါးကိုပြီးဆုံးအောင်ခရီးပေါက်အောင်ပြီးမြောက်အောင်ပွားများထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားသာအလိုတော်ရှိမယ်ဆိုလို့ရှိရင်ဟောဒီဟိမဝန္တာတောင်ကြီးကိုရွှေဖြစ်စေလို့လှုပ်လိုက်ရင်ဟိမဝန္တာတောင်ကြီးဟာရွှေဖြစ်သွားမှာမြတ်စွာဘုရားမှာအဲ့ဒီအစွမ်းနေရှိဒါကြောင့်မြတ်စွာဘုရားသာလူတွေကိုအုပ်ချုပ်ပြီးတော့မင်းလုပ်လဲရရင်လူတွေအများကြီးချမ်းသာကြမှာမြတ်စွာဘုရားအဋ္ဌိပတ်ကြီး 4 ပါးကိုပွားများထားပြီးသားဖြစ်တယ်လို့သူသိတယ်တဲ့အဋ္ဌိပတ်တဲ့ကြားဘူးတယ်မဟုတ်လား
ဘယ်စကလုံးနဲ့တွဲပြီးတော့ကြားဘူးတာတော့တကောအိဋ္ဌိပတ်အိဋ္ဌိပတ်၄ပါးတဲ့ဗောဓိပက္ခိယ138ပါးထဲမှာပါတယ်သာသနာတော်မြတ်ကြီးရဲ့တန်ဖိုးအထိုက်တန်ဆုံးယရနာတွေလို့မြတ်စွာဘုရားတင်စားပြီးတော့ဟောတဲ့ဗောဓိပက္ခိယ138ပါးအဲ့ဒီထဲမှာအိဋ္ဌိပတ်၄ပါးပါတယ်စန္ဒိဋ္ဌိပတ်ဆိုတဲ့စန္ဒဝိရိယဋ္ဌိပတ်ဆိုတဲ့ဝိရိယစိတ်ဒိဋ္ဌိပတ်ဆိုတဲ့စိတ်ဝိမာန်ဒိဋ္ဌိပတ်ဆိုတဲ့ပညာဒီတရား၄မျိုးဟာပြီးစီးခြင်းအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းတရားတွေအဲ့ဒီတရား၄မျိုးရှိရင်ဒီလူဟာသူဖြစ်ချင်တာဖြစ်မယ်သူရချင်တာရမယ်လောကီလိုလည်းပဲအလုပ်တစ်ခုပြီးစီးခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီတရား၄မျိုးရှိရမယ်တကယ်ဖြစ်ချင်တဲ့တကယ်ရချင်တဲ့ဆန္ဒရှိရမယ်တကယ်ရအောင်ကြိုးပမ်းအထုတ်တဲ့လုံလဝရိယရှိရမယ်ကိုယ်စိတ်ကလည်းပဲဓမ္မတာဒါကိုရအောင်လုပ်နေတဲ့အချိန်မှာကျန်တဲ့ကိစ္စစိတ်ဝင်စားအောင်နော်စိတ်ကဒီတည်းပဲနှစ်မြုပ်ထားတယ်အဲ့လိုလူမျိုးသာအောင်မြင်နိုင်တာဝိမာန်သဆိုတာတော့စုံစမ်းတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်မလို့ဒါဘာဘယ်လိုတော့အစရှိသဖြင့်စုံစမ်းတာပညာသဘောပြဋ္ဌာန်းဝိမာန်ဒိဋ္ဌိပတ်ဆိုစန္ဒရဲ့ဝိရိယရဲ့စိတ်ရဲ့ပညာရဲ့ဒီတရား၄မျိုးဟာလောကီလိုပဲဖြစ်ဖြစ်လောကုတ္တရာလိုပဲဖြစ်ဖြစ်ပြီးစည်းခြင်းနဲ့ပေါက်မြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ရှိရမယ်အခြေခံသဘာဝတရားဣတိပါဒပြီးစည်းခြင်းရဲ့အကြောင်းတရားအဲ့ဒီဣတိပတ်ကြီး၄ပါးကိုမြတ်စွာဘုရားကပြည့်စုံအောင်ပွားများထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဟိမဝန္တာတောင်ကြီးကိုရွှေဖြစ်စေလို့လုပ်လိုက်ရင်ဟိမဝန္တာတောင်ကြီးကရွှေဖြစ်သွားမှာတဲ့အဲ့တော့မြတ်စွာဘုရားဗာမိန်လို့ဆိုတော့မနတ်တဲ့ဟိမဝန္တာတောင်ကြီးကိုရွှေဖြစ်စေနိုင်ဆိုတာငါမှရှိတယ်တဲ့ဒါပေမဲ့လို့ငါဟိမဝန္တာတောင်ကြီးနှလုံးစာလောက်ရွှေတွေကိုဖန်တီးပေးမယ်ဆိုရင်တော့လူတယောက်ရဲ့လိုအင်ကိုပြည့်ဝစေအောင်မှာမဟုတ်ဘူးတဲ့နော်ဟိမဝန္တာတောင်ကြီးနှလုံးစာလောက်ရွှေတွေဖန်ဆင်းပေးမယ်ဆိုရင်တော့လူတယောက်ရဲ့အလိုအင်ဆန္ဒကိုပြည့်ဝစေအောင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်တကယ်ချမ်းသာခြင်းနဲ့ဆိုရင်အဲ့ဓာတွေရှိမှချမ်းသာမှာမဟုတ်ဘူးအခုငါပြောမဲ့တရား12မျိုးရှိမှချမ်းသာလိမ့်မယ်လူလောကကြီးမှာနေထိုင်ကျက်စားနေကြတယ်လူသားတွေခုမြတ်စွာဘုရားပြောမယ်ချမ်းသာကြောင်းတရား12ပါးအလွန်ကောင်းတယ်ဂါထာ3ပုဒ်နဲ့ခွဲပြီးတော့မြတ်စွာဘုရားဟောတယ်ဂါထာတစ်ပုဒ်ကိုချမ်းသာဒုက္ခ4မျိုးဟောတယ်နော်အဋ္ဌမိဇာတမိဒုက္ခတာယာတုဋ္ဌိဒုက္ခယာဣတိရိတရေနပုံညာဒုက္ခဇီဝိတသင်္ခယံပိတပ္ပတဒုက္ခတဒုက္ခပါဟနာဒါပထမဂါထာအဋ္ဌမိဇာတမိဒုက္ခတာယာအရေးရဲ့အကြောင်းရဲ့ဖြစ်လာပြီအမှုကိစ္စကြီးငယ်တစ်စုံတရာကြုံလာပြီဆိုရင်မိတ်ဆွေကောင်းဆိုတာရှိမှချမ်းသာကြလိမ့်မယ်မှတ်ထားနော်တုဋ္ဌိဒုက္ခယာဣတိရိတရေနရာတသမျှဖြင့်ကျင့်တဲ့နှစ်သက်နိုင်တဲ့ပုဂ္ဂိုလ်တွေချမ်းသာလိမ့်မယ်ပုံညာဒုက္ခဇီဝိတသင်္ခယံပိသေဂာနိအခါကာလမှာကုသိုလ်စိတ်ကလေးနဲ့သေနိုင်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြလိမ့်မယ်တပ္ပတဒုက္ခတဒုက္ခပါဟနံအလုံးစုံသောဆင်းရဲဒုက္ခကိုဖယ်ရှားလိုက်နိုင်ခြင်းသည်ချမ်းသာတယ်တဲ့ဒါလေးကိုဘုန်းကြီးနည်းနည်းရှင်းပြဒီကထာလေးကချမ်းသာ၄မျိုးပြောတယ်ဒီကထာလေးကိုကြီးတည်တံ့၄ပါးချမ်းသာရအောင်ရှာဆိုတဲ့ခေါင်းစဉ်လေးနဲ့ဘုန်းကြီးဟောထားတာရှိတယ်ပပြည့်စုံဒီကထာလေးတစ်ပုဒ်တည်းကိုကွက်ပြီးတော့ဘုန်းကြီးခဏခဏဟောဘူးတယ်ပေါ့နော်ဒါလေးကိုဆင်ញံသုံးသပ်မှုနဲ့နားလည်ကြည့်စေခြင်းပထမပြောတာကအရေးအကြောင်းတစ်စုံတရာကြုံလာပြီဆိုရင်မိတ်ဆွေကောင်းရှိခြင်းဟာချမ်းသာတယ်ဒါလူလောကကြီးမှာနံပါတ်1အခြေခံကြဆုံးချမ်းသာကိုရခြင်းနဲ့ဆိုရင်မိတ်ဆွေကောင်းရှိရမယ်ဘာဖြစ်လို့တော့လူဘဝမှာအရေးရဲ့အကြောင်းရဲ့အမှုကိစ္စကြီးငယ်မကြုံမှုမတွေ့ဘူးဆိုတာဘယ်တော့ခါကာလမှာမရှိနိုင်တွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်အသက်တရားမနေရတော့လည်းပဲအမှုတရားတွေ့ရတတ်တယ်ဟုတ်လားအကြောင်းကြီးငယ်ကြုံလာပြီဆိုရင်မိတ်ဆွေကောင်းရှိတဲ့လူတွေချမ်းသာတာပဲမိတ်ဆွေကောင်းမရှိတဲ့လူတွေအဲ့ဒါအကျက်တဲ့တွေ့အခက်ခဲတွေ့ဟာဒုက္ခရောက်
ဒါကြောင့်မြတ်စွာဘုရားကလူဘဝဆိုတာပြဿနာတွေများလွန်းတယ်အမှုကိစ္စတွေကြုံရလွန်းတယ်တချို့ကိစ္စတွေကကိုယ်တယောက်တည်းဖြေရှင်းလို့ရတာမျိုးမဟုတ်ဘူးမိတ်ဆွေကောင်းရဲ့အကူအညီမပါဘဲနဲ့ဘယ်လို့မှမပြေလည်နိုင်ဘူးဆိုတာကိုမြင်တော်မူလို့မြတ်စွာဘုရားမိတ်ဆွေကောင်းလို့ရအောင်ရှာရမယ်ဒါလေးကိုအရင်စဟောတာရန်သဘောကျတယ်ဘုန်းကြီးကအဲ့ဒါကိုယ့်ကိုအခြေပြန့်တခြားဒေသနာတွေနဲ့ပါဆက်ပြီးတော့ချက်ထွင်ပြီးတော့စဉ်းစားကြည့်လိုက်လောကီကိစ္စမှာသာမဟုတ်ဘူးတရားရရေးဆိုတဲ့လောကုတ္တရာကိစ္စမှာလည်းပဲမိတ်ဆွေကောင်းအရေးကြီးတော့မြတ်စွာဘုရားကတရားရဖို့ဆိုရင်အတွင်းမှာပြည့်စုံရမယ့်အကြောင်းတရားတွေလိုအပ်တယ်အဲ့ဒါလိုပဲအပြင်မှာလည်းပြည့်စုံရမယ့်အကြောင်းတရားတွေလိုအပ်တယ်အတွင်းမှာပြည့်စုံရမယ့်အကြောင်းတရားတွေကတော့တော်တော်များတယ်ယောနိသောမနတိကာလရှိဖို့သတိရှိဖို့ဝရိယရှိဖို့ရောင်ရဲဖို့တင်းတိမ်ဖို့လောဘနည်းဖို့ကြိုးစားအထုတ်ဖို့အများကြီးမြတ်စွာဘုရားဟောတာဒါအတွင်းမှာပြည့်စုံရမယ့်အင်္ဂါရက်တွေတရားရခြင်းတယ်ဆိုရင်အပြင်မှာပြည့်စုံရမယ့်အင်္ဂါရက်ရှိသေးတယ်အဲ့ဒါကဘာလို့ဆိုတော့ကလျာဏမိတ်တာမိတ်ဆွေကနော်ကိုဘလို့လူနဲ့အတူနေတယ်လဲဆိုတာဟာကိုဘဝရဲ့ဘဝအကြီးမားဆုံးလွှမ်းမိုးမှုပဲတကယ်ကအဲ့ဒီကိစ္စကိုလူတွေဟာသတိထားတဲ့မြင်တဲ့ခုဒီမှာမြတ်စွာဘုရားအခြေခံအကျဆုံးနံပါတ်1ချမ်းသာစပြောတယ်နော်ဒါကိုပေါ့လေးမတွေးသေးခြင်းနော်အထမိဇာတမိဒုက္ခတာယအမှုကိစ္စကြီးငယ်တစုံတရာကြုံလာပြီဆိုရင်မိတ်ဆွေကောင်းရှိခြင်းသည်ချမ်းသာတယ်မိတ်ဆွေကောင်းရဲ့တန်ဖိုးကိုပေါ်လွင်ဖို့အတွက်သူကအမှုကိစ္စကြီးငယ်တစုံတရာကြုံလာရင်ဆိုတဲ့စကားလေးထည့်ထားတာလေးကလည်းမျက်နှိုးစရာကောင်းဟုတ်တယ်အကြောင်းတစုံတရာမကြုံမချင်းတော့ကျွတ်တော်ကမိတ်ဆွေကောင်းရဲ့တန်ဖိုးမမြင်မိတတ်ကြအောင်အရေးရဲ့အကြောင်းရဲ့ကျုံလာပြီဝိုင်းဝန်းဖြည့်ရှင်းပြီးတော့ပြဿနာတွေပြည်လဲသွားပြီဆိုဩကျေးဇူးတင်လိုက်တာသူဒီသဘောလေးဟုတ်လားဒါကြောင့်ချမ်းသာခြင်းနဲ့ဆိုရင်နံပါတ်1မိတ်ဆွေကောင်းရှိရမယ်နောက်နံပါတ်2တုဋ္ဌိဒုက္ခယဣတိရိတရေနရာတတမျှသောအခြေအနေလေးနဲ့ဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တတ်နိုင်တဲ့နှစ်သက်နိုင်တယ်တန်တုဋ္ဌိတတုဋ္ဌိဣတရိတရေနရာတတမျှလေးအကြောင်းအားလျော်စွာကိုယ်မှဖြစ်နေတယ်ရနေတယ်ဒါတွေကလည်းပဲအကြောင်းပဲကြီးဖြစ်နေတာမဟုတ်ပါဘူးကိုယ်စွမ်းအားနဲ့ညီမျှတဲ့အကျိုးရလဒ်ကိုဘယ်လောက်စိုက်ထုတ်ထားသလဲကံပိုင်းဆိုင်ရာဉာဏ်ပိုင်းဆိုင်ရာဝိရိယပိုင်းဆိုင်ရာကာယကံမှုဝစီကံမှုမနောကံမှုဘလို့စိတ်ထားနဲ့ကိုယ်ဘလို့လှုပ်ထားတယ်အဲ့ဒါပေါ်မှာမူတည်ပြီးတော့ခုဘုန်းကြီးတို့ဘာဖြစ်နေတယ်လဲဘာရနေတယ်လဲဟုတ်တယ်မဟုတ်လားအဲ့ဒီဖြစ်နေတာရနေတာလေးကိုမကြည်မနှက်စိတ်မမွေးစေခြင်းမြတ်စွာဘုရားမကြည်မနှက်ဖြစ်လို့လည်းပဲဘာမှဒီကိစ္စကြီးကပြောင်းလဲသွားစရာအကြောင်းတော့မရှိဘူးဟုတ်လားအဲ့ဒါကိုဖြစ်နေတဲ့အခြေအနေရနေတဲ့အနေအထားလေးကိုစိတ်ကနှစ်သက်နိုင်တယ်ကျင့်တ်ရောင်ရဲတယ်တင်းတိမ်တယ်ဆိုအဲ့ဒါပြောတာဟုတ်လားအဲ့ဒီရောင်ရဲတင်းတိမ်မှုရှိတဲ့ပုဂ္ဂိုလ်တွေချမ်းသာကြလိမ့်မယ်ကျွတ်တော်ဟာအပေါ်ယံအဖြစ်မွေးရစပတ်ဝန်းကျင်ကသင်ပေးလိုက်တဲ့အတိကြီးတစ်ခုဟာအရာရာပြည့်စုံမှချမ်းသာမှာအဆင်ပြေမှာလို့ထင်နေတယ်အဲ့ဒါကြီးကစွဲတယ်မဟုတ်ဘူးလို့ဘုန်းကြီးကမဆိုလိုပါဘူးဒါပေမဲ့အဲ့ဒီတစ်ခုတည်းပေါ်မူတည်နေတာမဟုတ်ဘူးပြည့်စုံပြီးတော့ဆင်းရဲနေတာလေအပုံကြီးလေဟုတ်တယ်မဟုတ်လားပြီးတော့ပြည့်စုံခြင်းမပြည့်စုံခြင်းကိုကလည်းပဲပိုင်ဆိုင်မှုအနေအများပေါ်မှာအဓိကမူတည်နေတာမဟုတ်ပြန်ဘူးဆိုကြပါစို့ကိုကတစ်ချက်သားရထားတယ်သူကလည်းတစ်ချက်သားရထားတယ်ဒါသူထည့်ထားတဲ့ခွက်ကြီးကတပိဿာဝင်ခွက်ကြီးတွေထည့်ထားတယ်သူကတော့တစ်ချက်သားဝင်တဲ့ခွက်ကလေးထဲမှာထည့်ထားတယ်တစ်ချက်သားဝင်တဲ့ခွက်ကလေးထဲမှာတစ်ချက်သားထည့်ထားတော့ဘလို့ဖြစ်နေလဲပြည့်နေတယ်ဟုတ်လားဟောတပိဿာဝင်တဲ့ခွက်ထဲထည့်ထားနောက်ထပ်69ချက်သားလိုသေးတယ်ဟာပြဿနာနော်အဲ့တော့ပြည့်မပြည့်ဆိုတာကပစ္စည်းအနေများပေါ်မူတည်နေသလိုဘာပေါ်လဲမူတည်နေသေးတယ်ခွက်ပေါ်လဲမူတည်နေသေးတယ်အဲ့တော့လောဘကြီးဟာဘလောက်ကြီးနေတဲ့ခွက်ကြီးတစ်လုံးလဲဘလောက်ရမှကိုပြည့်မှာလို့ခံယူထားတာလေဘလောက်လိုချင်နေတာလေလိုချင်မှုအကြီးအသေးပေါ်မူတည်ပြီးတော့ပြည့်စုံခြင်းမပြည့်စုံခြင်းဆိုတာဖြစ်နေတဲ့အပိုင်းတွေရှိနေသေးတယ်ဟုတ်တယ်မို့လားစိတ်ကဘလောက်လိုအပ်နေတာတော့တကယ်လိုအပ်တာကဘလောက်တော့မလိုပဲနဲ့လိုချင်နေတာတွေကဘလောက်တော့သဲကွဲဖို့လိုတယ်ဘုန်းကြီးတို့ရဲ့ဘဝမှာဟုတ်လား
ဒါကြောင့်ပြည့်စုံရင်လူတွေဟာချမ်းသာတယ်ဟုတ်တယ်အဲ့ဒီပြည့်စုံတယ်ဆိုတာကအဓိပ္ပာယ်ဖွင့်ဆိုချက်ကအမျိုးမျိုးဖြစ်နိုင်တယ်ဟုတ်လားဘယ်လောက်ကြာမှပြည့်စုံမှာတော့တယောက်နဲ့တယောက်တူနိုင်မလားနော်သူကတစ်ခုလောက်ရရင်ပြည့်စုံတယ်သူက10ခုလောက်ရမှပြည့်စုံမယ်ဟာသူကတော့အခုတရာရမှပြည့်စုံမယ်ဟာသူကတော့ဘယ်လောက်ရလို့မှကိုမပြည့်စုံဘူးကွာရှိနိုင်တာပဲနော်ဒါကြောင့်မြတ်စွာဘုရားကတရားဝါတွေရဲ့စိတ်ဆိုတာဘာရဲ့လွှမ်းမိုးမှုနဲ့သွားနေတာတုံးလို့မေးရင်လောဘရဲ့လွှမ်းမိုးမှုနဲ့သွားနေတာတကယ်ကအဲ့ဒီလောဘအရှိန်ကြောင့်ပဲဘဝဆက်ဖြစ်မှာပဲလောဘနဲ့နေနေတာပဲဒါကြောင့်မြတ်စွာဘုရားတဏှာဒုတိယပုရိသောဒီကမတ္တနာတန်တာဣဋ္ဌဘာဝညထာဘာဝတန်တာနာတိဝတ္တိလောဘကိုအဖို့ခေါ်ပြီးတော့သွားနေတာလောဘနဲ့ပဲတဘူးတွဲနေတယ်တဏှာဒုတိယပုရိသောအဲ့ဒါကြောင့်မလို့ဒီကမတ္တနာတန်တာအလွန်ရှည်လျားတဲ့ယုံ nant ဖြစ်စဉ်ဒီတန်တရားပါဣဋ္ဌဘာဝညထာဘာဝတန်တာနာတိဝတ္တိဒီလိုဖြစ်လိုက်ဟိုလိုဖြစ်လိုက်ဟိုလိုဖြစ်လိုက်ဒီလိုဖြစ်လိုက်ဒီပုံစံဖြစ်လိုက်ဟိုပုံစံဖြစ်လိုက်အမျိုးမျိုးပုံစံအမျိုးမျိုးကွဲပြားပြီးတော့ဒီဖြစ်ချင်းတရားကိုမလွန်မြောက်နိုင်ဘာကြောင့်လဲလောဘကိုအဖို့ခေါ်လောဘအဖို့နဲ့သွားတယ်ဣဒမာရိနဝညတဝါတဏဒုက္ခတတံဝိတဒံနောအနာဒံနောတတောဘိက္ခုပရိပ္ပစေအဲလိုလောဘရဲ့အပြစ်ကိုမြင်ပြီးတော့လောဘကင်းအောင်တတိတရားဥဆောင်ပြီးတော့ကြိုးစားရမယ်လို့ဒါကဣတိဥပါတိတော်မှာလာတဲ့ဂါထာလေးကိုဘုန်းကြီးကရွတ်လိုက်တယ်ခုဒီမှာပြောနေတာကဘာတော့ရောင်ရဲခြင်းရောင်ရဲတဲ့လူချမ်းသာမယ်ရောင်ရဲတဲ့စိတ်ကလေးမွေးနိုင်ဖို့အတွက်ကိုယ့်ရဲ့မိုက်မဲမှုမသိမှုနားမလည်မှုလောဘကိုအဖို့ခေါ်ထားမှုဒါကိုဘုန်းကြီးတို့ဘာလို့တော့နားလည်ရမယ်နော်ရောင်ရဲမှုတရားနဲ့ဝေးပြီးတော့လောဘအလိုပဲလိုက်နေမယ်ဆိုရင်တော့ဘာတွေဘလောက်ရှိလို့မှဒီလူချမ်းသာတဲ့အကြောင်းမရှိဘူးအမြင်ကတော့ချမ်းသာတဲ့ပုံသဏ္ဍာန်ကြီးဆောင်းမှာပေါ့နော်ဘေးကကြည့်လိုက်ရင်တော့အော်ပြည့်စုံတဲ့လူတယောက်လို့မြင်ရမှာပေါ့ဒါပေမဲ့တကယ်ပြည့်စုံမပြည့်စုံဆိုတော့ तू ဘလောက်လိုချင်နေတယ်လဲမလိုချင်ဘူးလဲဆိုတာပေါ်မှာပဲမူတည်နေတာပုံမှန်သဏ္ဍာန်ကတော့ပြည့်စုံတဲ့လူတယောက်ရဲ့အတွင်းသဏ္ဍာန်ကိုဆောင်းမယ်ဒါပေမဲ့အတွင်းကတော့လောဘရဲ့လှိုက်ပြီးတော့လောင်ကျွမ်းခြင်းကိုပဲခံနေရတယ်ဆိုရင် तू ကဘာတော့ तू ကဝတ်ကောင်ပဲ तू ကဟုတ်တယ်မဟုတ်လားတဏှာကြွန်ဆိုတာအဲ့ဒါကိုပြောတာဒီသဘောလေးတွေကိုနားလည်နော်ဒါကြောင့်လေးနဲ့သွားပြီဟုတ်လားဒါကြောင့်ဒုတိယမြောက်ချမ်းသာကိုရကျင်တယ်ဆိုရင်ဘာလုပ်ရမလဲရောင်ရဲမှုရှိရမယ်ရောင်ရဲမှုရှိဖို့အတွက်လိုချင်တာကဘာလဲလိုအပ်တာကဘာလဲနော်ပြည့်စုံခြင်းမပြည့်စုံခြင်းဒါတွေကိုဘုန်းကြီးတို့အများကြီးလေးလေးနက်နက်စဉ်းစားတတ်ရမယ်နော်ဘေးကသင်ပေးတာတွေကြီးနားလည်ပြီးတော့အဲ့ဒါကိုပဲဟုတ်တယ်လူလောကဘာတွေဘလို့ရှိမှဘလို့နော်ဘယ်သူနဲ့ဘယ်လို့တူမှမတူမချင်းသူကရုန်းကန်ဒီစိတ်တွေကအများကြီးရှိတယ်လူလောကကြီးမှာနော်ဒါကြောင့်ဒါလေးတွေကိုဆင်ញင်သုံးသပ်မှုနဲ့ဘုန်းကြီးကနားလည်စေခြင်းနော်နောက်တတိယချမ်းသာပုံညာဒုက္ခဇီဝိတသင်္ခယံပြီးတဲ့လေးနဲ့သွားပြီကွယ်လွန်အိဋ္ဌာရောက်ခါဒီကာလမှာကောင်းမှုရှိတဲ့လူတစ်သလုံးကောင်းတာတွေပြုလာတယ်ဒီနေရာဖြင့်သေခါနီးလေးမှာလည်းပဲကောင်းတဲ့စိတ်ကလေးနဲ့ပဲသေတယ်ဒါကိုကုသိုလ်နဲ့သေတယ်ခေါ်တာတချို့ကကုသိုလ်နဲ့သေတယ်ဆိုတာကိုဟဲ့ပြုခဲ့တဲ့ကုသိုလ်လေးတွေပြန်အမှတ်ရပြုခဲ့တဲ့ကုသိုလ်ပြန်အမှတ်ရပြီးကုသိုလ်ဖြစ်ရတာတဲ့စားရင်အခုကိုကုသိုလ်စိတ်ကဖြစ်နေတာအဲ့ဒါပို့မကောင်းဘူးလားဟုတ်ကောင်းဟုတ်တယ်မဟုတ်လားကုသိုလ်စိတ်ထဲမှာဒါနထက်သီလပိုမြတ်တယ်သီလထက်သမာဓိကပိုမြတ်တယ်သမာဓိထက်ပညာကပိုမြတ်တယ်ရုပ်တည်းရဲ့အကြောင်းနာမ်ရဲ့အကြောင်းဘဝရဲ့အကြောင်းကိုအဲ့ဒီအချိန်မှာများအနိစ္စဖြစ်နေတဲ့အရာတွေဘာမှတွေ့ကပ်เสียကောင်းတဲ့အရာတွေမဟုတ်ဘူးလို့များသိမယ်ဆိုရင်အဲ့ဒီစိတ်ကလေးနဲ့သေနိုင်ရင်အဆင့်အမြင့်ဆုံးသေခြင်းလို့ဘုန်းကြီးကတော့ပြောခြင်းဟုတ်တယ်မလားနော်ဘဝကသေအောင်မှာနော်တရားကတဖြည်းဖြည်းနဲ့မြင့်သွားတာဒါကြောင့်ဒီတရားလေးကိုဘုန်းကြီးကကြိုက်တယ်ဟုတ်လားအဲ့ဒါငငယ်ကဟောတော့ကဒီတရားလေးကိုသူကခွဲခြမ်းပြီးတော့ဟောတယ်ဒီ၄ပါးလေးတဲ့ကိုပဲမိကောင်းရှိလို့ချမ်းသာတာရဲ့ရောင်ရဲလို့ချမ်းသာတာရဲ့ကိုဘုန်းကြီးကနေရေးချမ်းသာလို့နာမည်တက်တယ်အသက်ရှင်သန်နေထိုင်စဉ်အတွင်းမှာဒီတရားနှစ်မျိုးနဲ့ပြည့်စုံရင်ကိုပဲအတော်ဟုတ်နေပြီဒီလိုကိစ္စကြီးငယ်တစုံတရားကြုံလာရင်ကိုမအကိုစရာမိတ်ဆွေတွေအများကြီးကိုလည်းသူများကူညီမဲနှွေးနှွေးထွေးထွေးလေးသွားတယ်ဘဝမှာဟုတ်လားပြီးရင်အတွင်းကလည်းပဲရောင်ရဲမှုရှိနေတဲ့အခါကျတော့မကြည်နပ်ဘူးဆိုတာမရှိဘူးဘယ်အခြေအနေလေးပဲဖြစ်ဖြစ်မြတ်တာတယ်တိမိယယတိပြောသလိုပေါ့ပစ္စုပန်နေနာယာပေမိအခုဖြစ်နေတာလေးနဲ့
စိတ်ကလေးကမြတ်တာတယ်အတ္တိတနာနုသောစာမိဖြစ်ခဲ့ပြီးသားလည်းငါ့ကိုမနှိမ့်ဆက်နိုင်ဘူးနဗ္ဗဇပါမိအနာဂတအနာဂတ်ကိုလည်းငါဘာမှတောင်းတနေတာမရှိဘူးပိစုပန်နေနာယာပင်ပြီးအခုဖြစ်နေတဲ့အခြေအနေလေးကိုငါစိတ်ကရမ်းကျင်တတ်တယ်တေနဝန္နောပတိတတိဒါကြောင့်ငါရဲ့ရုပ်ရည်အစဉ်အလုံးမကြည်လင်တန်ရှင်းနေတယ်ဒါလေးတွေကဘာကိုထင်ဟနေအောင်ဆိုရောင်ရဲမှုတင်းတိမ်မှုဉာဏ်ပညာရှိမှဖြစ်နိုင်တာတော့ပညာမဲ့ရင်မရဘူးဘာမှနားမလည်ဘူးဆိုရင်ဒီရောင်ရဲခြင်းတရားကိုတောင်သဘောကျဖို့လွယ်မှာမဟုတ်ဘူးသူကလောဘရဲ့သားကောင်လုံးလုံးဖြစ်နေဟုတ်လားဒါကြောင့်ဒီတရားနှစ်ခုရှိရင်နေစဉ်အခါမှာအတော်အတန်ကြီးကိုအဆင်ပြေနေပြီလို့ပြောလို့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့ဘဝကနေုံနေတာနဲ့ပြီးသွားမှာမဟုတ်ဘာလို့အောင်ပေးရအောင်ပါအဲ့ဒီအတွက်ပြည့်ပြည့်ရောမြတ်စွာဘုရားအေးသေတဲ့အခါမှာတော့ချမ်းသာဖို့ဆိုရင်မင်းကောင်းတဲ့စိတ်ကလေးနဲ့သေနိုင်ဖို့လို့ဟောကောင်းတဲ့စိတ်ကလေးနဲ့သေနိုင်ဖို့ကလည်းပဲမသေးခင်မှာကောင်းတဲ့စိတ်တွေကျိန်ဖန်များစွာဖြစ်ခဲ့ဖို့မှာအဲ့ဒီအလေးအကျင့်မှာကျွမ်းကျင်လိမ္မာနေမှာသေဂာနီးမှာကောင်းတဲ့စိတ်ဖြစ်ဖို့ဟာအလားအလာကောင်းသေဂာနီးဆိုတာကကျန်တဲ့အချိန်နဲ့တောင်တူတာမဟုတ်ကျန်တဲ့အချိန်မှာကောင်းတာဖြစ်ဖို့90ဘိုးလောက်ကြိုးစားရမယ်ဆိုရင်သေဂာနီးမှာကောင်းတာဖြစ်ဖို့900ဘိုးလောက်ကြိုးစားမယ်ဆိုရင်တော့မသေးကြဘူးဒါဘုန်းကြီးတွေးမိတာကိုပြောတာသေဂာနီးအခြေအနေကိုကကောင်းတဲ့စိတ်ဖြစ်ဖို့ခက်ခဲတဲ့အနေအထားတစ်ခုပဲဒါရိုးရိုးလေးစဉ်းစားကြည့်တာဟုတ်လားဒါကြောင့်သေဂာနီးမှာငါကောင်းတဲ့စိတ်ကလေးနဲ့အဆုံးသတ်နိုင်ရမယ်ဆိုတဲ့ခံယူချက်ကရှိကိုရှိရအဲ့လိုဆိုရင်ဘယ်လိုလုပ်ရမလဲသေဂာနီးမှာဝုရဝါဒနဲ့ထလို့ဖြစ်မဲ့ကိစ္စမဟုတ်မသေးခင်ကစပြီးတော့ပလင်ချထားပြီးတော့ဒီဥစ္စာမလုပ်အောင်တော့စီမံကိန်းဆွဲထားပြီးတော့ကိုလှုပ်ရလိမ့်မယ်သေခြင်းတရားကိုလည်းကျင့်မှများစွာစိတ်ကူးနဲ့တွေ့တကယ်သေးပြီဆိုငါဘယ်လိုနေမလို့နော်ဒါကတကယ်ကိုဖြေရှင်းရခက်တဲ့ပြဿနာမှုလို့အည်အသွေးရှိမှသာပြည်လည်နိုင်ပါအများစုမပြည်လည်ဘူးလို့မြတ်စွာဘုရားအတီအလင်းပြောသွားပြီဒါမပြည်လည်ဘူးဟန်ဆောင်ပန်ဆောင်လျှောက်ပြောနေကြတာအများစုကတကယ်မပြည်လည်ဘူးရဲ့နော်ဒါကြောင့်ပြည်လည်တဲ့အထက်ရှားပါကိုပါခြင်းနဲ့ဆိုရင်ဘာလို့ရမလဲကောင်းတဲ့စိတ်ဖြစ်အောင်မသေးခင်တည်းကစဒါကိုလုပ်ငန်းစဉ်တစ်ခုအနေနဲ့ချမှတ်ပြီးတော့ဘုန်းကြီးတို့ကြိုးပမ်းအထောက်ဖို့လိုမယ်ပေါ့နော်သေဂာနေမှာကောင်းမှုရှိမှချမ်းသာမယ်ဒီ၄ပါးတွေကနောက်ဆုံးတရားနောက်ဆုံးချမ်းသာသူကအလေးနဲ့ဆုံးသဗ္ဗတဒုက္ခတဒုက္ခံပဟာနာဟောလာပြီဒုက္ခဆိုတဲ့စကားလုံးလေးအလုံးစုံသောဆင်းရဲကိုဖယ်ရှားလိုက်နိုင်ခြင်းသည်ချမ်းသာတယ်အလုံးစုံသောဆင်းရဲဆိုတာအခုဖြစ်နေတဲ့အနေအထားကိုပြောတာမြင်နေရတယ်ကြားနေရတယ်စားတောင့်တထီတွေးချမ်းသာခြင်းဆင်းရဲခြင်းအမျိုးမျိုးဒါရုပ်တည်နေဖြစ်နေဒီဘဝဖြစ်စဉ်ဒါကိုအလုံးစုံသောဒုက္ခဘဝကိုပြောတာပဲအလုံးစုံသောဒုက္ခကိုပယ်နိုင်ခြင်းသည်ချမ်းသာတယ်ဆိုတော့ဘဝကိုပယ်နိုင်ခြင်းသည်ချမ်းသာတယ်လို့ပြောတာပြောရင်ဒါဘဝဆက်မဖြစ်အောင်လုပ်နိုင်ခြင်းသည်ချမ်းသာတယ်လို့ပြောတာဘဝဆက်မဖြစ်ခြင်းဘူးဆိုရင်သူ့ကိုဆက်မဖြစ်အောင်လုပ်မယ်ဆိုရင်သူ့ကိုဖြစ်စေတတ်တဲ့အကြောင်းတရားကိုပယ်နိုင်မှ तू ကဆက်မဖြစ်မှာဘဝက तू ကအကျိုးတရား तू အကြောင်းရှိတယ် तू မှာသူ့ရဲ့အကြောင်းတရားကဘာလဲဆိုရင်တလုံးနဲ့ပြောရမှာဆိုရင်လောဘတဏှာလို့သုံးတာပါနော်အဲ့ဒီလောဘဘာကြောင့်ဖြစ်တယ်လဲဆိုတော့မှဆရာကြီးဝင်လာတယ်အဝိဇ္ဇာသူကဆရာကြီးပဲမကောင်းမှုအကုသိုလ်မှာသူဆရာကြီးပဲနော်အကုန်လုံးကသူလက်သက်မွေးထားတာတွေကြီးပဲဒါသူ့ရဲ့လက်ရင်းတစ်ပြည့်ကြီးကတော့လောဘဖြစ်မှာပါနော်နောက်ထပ်တစ်ပည့်တယောက်ကတော့ဒေါသဖြစ်လိမ့်မယ်ထင်တယ်ဒါဘုန်းကြီးတွေးမိတာပြောတာအလိုတွေများလေးလေးအလိုမကျစရာတွေများလေးလေးသွားမှာတော့ဒေါသတွေနဲ့သွားမှာဟုတ်လားလိုချင်စရာမရှိဘူးလို့မသိတာကိုကအဝိဇ္ဇာလိုချင်စရာမရှိဘူးလို့မသိတော့လိုချင်စရာတွေလို့ထင်တာပေါ့အဲ့ဒီမှာလောဘဖြစ်မယ်အဲ့ဒီမှာအလိုမကျတာတွေကနောက်ဆက်တွဲပါလာတော့မှာပဲဒါလေးကိုမျက်နှိုးထားတယ်ဆိုတော့ဒါလေးမျက်ပြတ်သွားလိမ့်မလားစိုးရိမ်တာတွေကလည်းတွဲနေမှာလောကရဲ့ချမ်းသာဆိုတာသောကပရိဒေဝနဲ့ရောဆက်ထားတဲ့အရာလောကချမ်းသာကိုမစွန့်နိုင်ဘူးဆိုရင်တော့သောကပရိဒေဝကိုလည်းမချစ်တော့လဲအောင့်ငါနားလိမ့်မယ်ဟုတ်လားနော်ဒါဘုန်းကြီးပြောတဲ့စကားလေးသေချာမှတ်တာနော်လောကရဲ့ချမ်းသာကိုမမောတယ်ဆိုရင်တော့သူနဲ့တွဲနေတယ်သူနဲ့ခွဲမရတဲ့သောကနဲ့ပရိဒေဝကိုပါတွဲပြီးတော့ဘုန်းကြီးတို့ဘာလုပ်ရမှာတော့မချစ်တော့လဲအောင့်ငါနားသွားလိမ့်မယ်တွဲနေတာခွဲလို့မရကိုကြိုက်တဲ့ချမ်းသာကကိုမကြိုက်တဲ့ဒုက္ခနဲ့ရောနေတယ်ဒီသဘောကိုပြောတာဒါကြောင့်မြတ်စွာဘုရားကဘဝအဆင်းရဲပဲသူ့ကိုပယ်နိုင်မှချမ်းသာလိမ့်မယ်သူပြောကျင်တာကဓာတ်ရိုက်ကအဲ့လိုပြောကျင်တာမဟုတ်သူ့ကိုပယ်မယ်ဆိုရင်သူ့ဟာဓာတ်ရိုက်ပယ်ရမယ့်အရာမဟုတ်နော်ဘဝဒုက္ခသစ္စာဆိုတာပိုင်းခြားသိရမယ့်အရာပယ်လို့ရတဲ့အရာမဟုတ်ဒါပေမဲ့အကြောင်းတရားကိုပယ်ခြင်းဒီပင်လည်းသူ့ကိုပယ်တယ်လို့ပြောတာ
ဆိုလိုတာကပယ်လို့မရဘူးဆိုတာကသူ့ကိုဓာတ်ရိုက်ပယ်လို့မရဘူးလို့ပြောတာအကြောင်းတရားကိုပယ်မှသူ့လိုရပ်သွားတာဒါကိုပြောတာပယ်လို့ကရတယ်ဒါပေမဲ့သူ့စီကိုဓာတ်ရိုက်ဓာတ်ကိုရွှေ့ပြီးတော့ဖယ်လိုက်တယ်လို့မျိုးလုပ်လို့မရဘူးသူဖြစ်ချင်းရဲ့အကြောင်းတရားကိုမဖြစ်အောင်လုပ်နိုင်မှသူရက်မယ်လို့ပြောတာအဲ့တော့သူကဘာပြောချင်တာတော့ဒီချမ်းသာပါဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်နိုင်နားလည်အောင်လုပ်ပြီးတော့ဘဝရဲ့ပုံမှာမမုန်းမှုကင်းသွားစေရမယ်မမုန်းမှုကင်းပြီဆိုရင်ဘဝဆက်မဖြစ်တော့ဘူးအဲ့ဒါကိုပဲအလုံးစုံသောဒုက္ခကိုပယ်တယ်လို့ပြောတာတဲ့ပြောရရင်ယဟန္တာဖြစ်ချင်းဒီချမ်းသာတယ်လို့ပြောတာပဲနော်ဒါ၄ခုမြောက်ချမ်းသာအဲ့ဒါဗုဒ္ဓဘာသာတို့ရဲ့ပန်းတိုင်ဘဝဟာဆင်းရဲအလုံးစုံသောဆင်းရဲကိုပယ်ရှားနိုင်ခြင်းဒီချမ်းသာတယ်ဘယ်လိုလုံးဝပယ်ရှားနိုင်မှာတော့သူ့ကိုဖြစ်စေတတ်တဲ့လောဘကိုပယ်နိုင်မှသူ့ကိုပယ်နိုင်လိမ့်မယ်ဒီသဘောကိုပြောတာမလေးနဲ့ဘူးလားဒီတရားလေးမျိုးကောင်းတယ်နော်နေရချမ်းသာနှစ်မျိုးတကယ်လိုအပ်ဆုံးရာကိုပဲမြတ်စွာဘုရားထောက်ပြတာနော်မိတ်ဆွေကောင်းရှိချမ်းသာမယ်ရောင်ရဲတဲ့လူချမ်းသာမယ်အေးမဖြစ်မနေသေရတော့မဲ့အနေအထားမျိုးမှာကောင်းတဲ့စိတ်နဲ့သေနိုင်ရင်ချမ်းသာလိမ့်မယ်ဒီလိုပဲဖြစ်ပေါ်လာတဲ့သေဆုံးရတယ်ဖြစ်ပေါ်လာတဲ့သေဆုံးရတယ်ဘဝတန်တရားကြီးအကုန်ခြုံငုံသုံးသက်ကြည့်မယ်ဆိုရင်ဒုက္ခမှတပါးဘာမှမဟုတ်ဒါကြောင့်မလို့ဒီဒုက္ခတွေလုံးဝမဖြစ်အောင်လုပ်နိုင်အဲ့ဒီလူချမ်းသာတယ်လို့ပြောတာဟုတ်လားအဲ့ဒါကိုပယ်ဖို့ဆိုတာဘာကိုအရင်ပယ်ရမှာတော့လောဘကိုအရင်ပယ်ရမယ်တဲ့ဒါ၄ပါးချမ်းသာရအောင်ရှာဆိုနော်ဟောတာတော့ဘယ်နှမျိုးဟောတာတော့12မျိုးဟောတာနောက်ထပ်ဂါထာ2ပုဒ်ကြံသေးတယ်နော်ဒုတိယဂါထာနဲ့၄ပါးမြတ်စွာဘုရားဆက်ဟောတယ်ဒုက္ခမိတ္တယတာလောကေအထောပိတ္တယတာဒုက္ခဒုက္ခတာမညတာလောကေအထောပြမညတာဒုက္ခလောကမှာမွေးသမိခင်ကျေးဇူးရှင်ကိုပြုစုလုပ်ကြွရခြင်းချမ်းသာတယ်မွေးသဖခင်ကျေးဇူးရှင်ကိုပြုစုလုပ်ကြွရခြင်းချမ်းသာတယ်အလွန်မှကိုယ့်ပေါ်မှာဇူးနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်ခဲ့ကြတဲ့မိဘတွေဇူးမှမပြုတ်နိုင်တဲ့ကျေးဇူးတရားမျိုးနဲ့ကိုယ့်ပေါ်မှာကျေးဇူးပြုခဲ့ကြတဲ့လူတွေကိုယ့်ရဲ့အသက်ဟာသူတို့ပေးထားတာလူလောကမှာလူတွေဟာကိုယ့်ရဲ့အသက်အန္တရာယ်နဲ့တစ်ချိန်တစ်ခါလောက်မြတ်လွတ်အောင်လုပ်ပေးမဲ့လူကိုအသက်သခင်ကျေးဇူးရှင်ဆိုတော့ကျေးဇူးဆက်လို့ပြီးနိုင်မှာမဟုတ်ဘူးနော်တယောက်ကကိုယ့်ရဲ့အသက်ဘေးကနေကယ်လိုက်တယ်ဆိုကြပါစို့တစ်ချိန်လောက်နော်မိဘတွေကကိုယ့်အကျဉ်းချင်းသေတွင်သေဝဆွဲထုတ်ခဲ့သူတို့သာကိုယ့်ကိုမပြုစုခဲ့ဘူးဆိုရင်အညစ်အကြေးကြတဲ့နစ်ပြီးသေရမှာပဲလေဟုတ်တယ်မဟုတ်လားသူတို့သာကိုယ့်ကိုမကြွေးခဲ့ဘူးဆိုရင်ငတ်ပြီးတော့သေရမှာပဲလေကိုပေးတဲ့အသက်ဟာဘယ်သူပေးထားတာတုံးဆိုတာလေးကိုတဲ့တဲ့ဘုန်းကြီးကမြင်စေချင်တာအဲ့လောက်ကြီးမားတဲ့ကျေးဇူးရှိတယ်အဲ့လောက်ကြီးမားတဲ့ကိုယ့်ပေါ်မှာမေတ္တာရှိတယ်ကိုယ့်ကိုမိဘလောက်ဘယ်သူကချစ်နိုင်မှာတော့ဟုတ်လားဒီအရာကိုကိုကမြင်ပြီးတော့ဒီလူအပေါ်မှာမှပြန်ပြီးတော့ကောင်းကောင်းမွန်မွန်မတုံ့ပြန်နိုင်မှုဆိုရင်ဒီလူလောက်ယုံညံ့တဲ့လူပဲရှိမလို့ရသော်ဘုရားကဝတ္တလလူယုံမာဆိုတဲ့စကားလုံးနဲ့ဟောတဲ့ဒေသနာတွေရှိတယ်သူတော်ကောင်းဆိုတာဘယ်လိုလူမျိုးပြောတာရှိတယ်လူယုံမာကိုပြောတဲ့အခါမှာမိဘကိုကျွေးနိုင်မွေးနိုင်မှလည်းမကျွေးမမွေးတဲ့လူဟာလူယုံမာပဲဟုတ်တယ်ဘုန်းကြီးကတော့အပြည့်အဝထောက်ခံတယ်ကိုယ့်ဘော်ဒီလောက်ကောင်းတဲ့လူပေါ်မှာတောင်ပြန်မကောင်းတဲ့လူကတခြားဘယ်သူ့ပေါ်မှာကောင်းလိမ့်မယ်လို့မျှော်လင့်လို့ရမလဲစဉ်းစားတယ်ကောင်းဟုတ်လားဒါကြောင့်ရသော်ဘုရားရိုးရိုးလေးလူရလို့ဖြစ်လာရင်ကိုယ်မွေးခဲ့ကျွေးခဲ့တယ်မိဘဆိုတာရှိသမျှအဲ့ဒါရဲ့အပေါ်မှာမှန်ကန်တဲ့တုံ့ပြန်မှုလာရမယ်သူတို့မှလိုအပ်လာတဲ့အခြေအနေရှိလာတယ်အသက်ကြီးလာတယ်အိုမင်းလာတယ်ကိုယ်ကိုလိုအပ်လာတယ်ပြန်ပြီးတော့ကိုယ်ကဘာလုပ်အောင်ဖြည့်ဆည်းရမယ်ကိုလိုအပ်တုံးကမတောင်းဆိုခဲ့ရဘူးကိုယ်ပြည့်စုံအောင်ထားခဲ့တယ်သူတို့တတ်နိုင်တဲ့အစွမ်းလေးနဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုကဘာမှမတုံ့ပြန်ဘူးဆိုတော့ဒီလူလောက်ယုံပါတယ်လို့ပဲရှိမယ်တော့တကယ်လို့တုံ့ပြန်မယ်ဆိုလို့ရှိရင်တော့ဘာတော့အလွန်မှကောင်းမွန်တဲ့စိတ်ရဲ့ကျင့်တတ်မှုကိုရလိမ့်မယ်ဒီလိုလေးတွေးစီနေတာဘုန်းကြီးဟုတ်လားအမေကိုပြုစုလုပ်ကြွရခြင်းအဖေကိုပြုစုလုပ်ကြွရခြင်းချမ်းသာတယ်နောက်နှစ်ပါးပါပြောတော့နောက်ဒုက္ခတာမညတာလောကေအထောပြမညတာဒုက္ခကျင့်စေသူတော်ကောင်းကျင့်ပြီးသူတော်ကောင်းတို့ကိုပြုလုပ်ကြွရခြင်းဒီချမ်းသာတယ်တာမညတာဗျမညတာတာမညတာဆိုတာယဟန္တာမဖြစ်သေးတဲ့ကျင့်စေပုဂ္ဂိုလ်သောတာပန်ဖြစ်ခြင်းဖြစ်မယ်တဂရဂံဖြစ်ရင်ဖြစ်မယ်အနာဂံလည်းဖြစ်မယ်ဒါမှမဟုတ်ဥထုဇဉ်သူတော်ကောင်းလည်းဖြစ်ခြင်းဖြစ်မယ်ဗျမညတာဆိုတာကတော့တကယ်ကိုမကောင်းမှုကိုလုံးဝကုန်ခန်းသွားစေနိုင်တဲ့ပုဂ္ဂိုလ်
ဖြစ်မနာဆိုမကောင်းမှုအပအပြုတ်ပြီးပြီစိတ်ထဲမှာတော့ဘာမကောင်းတာမှမရှိတော့ယဟန္တာပြောတာမကောင်းတာလုံးဝမရှိတော့အဲ့ဒီသူတော်ကောင်းတွေကိုပြုစုလုပ်ကြွေးရခြင်းလည်းချမ်းသာတယ်တဲ့ဘာဖြစ်လို့တော့သူတော်ကောင်းတို့ရဲ့ကျေးဇူးဟာကိုသိသည်ဖြစ်စေကိုမသိသည်ဖြစ်စေလောကပေါ်မှာအများကြီးရှိတယ်နော်ဘုန်းကြီးတို့မှန်မှန်ကန်ကန်သိထားတဲ့အတိကလေးတွေစစ်မှန်တဲ့ကျေနပ်မှုကိုရသေးတယ်စစ်မှန်တဲ့ချမ်းသာကိုရသေးတယ်မှန်မှန်ကန်ကန်သိထားတဲ့အတိကလေးတွေဘောမှာတန်ဖိုးထားစရာဆိုလို့ဒါလေးရှိတယ်ထင်တာပါပဲဘုန်းကြီးကတော့အတိကလေးဟုတ်လားအဲ့ဒီချမ်းသာမှုကိုဖြစ်စေတဲ့အတိကလေးတွေဟာဘယ်မှာတဆင့်ခံပြီးတော့ရထားတာတော့လို့မြင်သူတော်ကောင်းတွေစီကိုတဆင့်ခံပြီးတော့ရထားသူတော်ကောင်းတွေစီကလာတာလို့တောင်ပြောလို့ရတယ်ဟုတ်တယ်မို့လားကိုယ်ပိုင်ဉာဏ်နဲ့ထွင်းဖောက်ပြီးတော့ဗာလိမြန်သိထားလို့တော့သေးသေးချာချာစစ်စစ်ဆက်ဆက်ပြန်ကြည့်လိုက်တယောက်ယောက်ကပြောတာကိုကြားရလို့တယောက်ယောက်ရေးထားတာကိုဖတ်ရလို့ဒါပဲလေဟုတ်တယ်မို့လားရှင်းတုန်းကစာပေမပေါ်ခင်ကဆိုရင်အဲ့ဒါတယောက်ယောက်ပြောတာကိုတစင်စကားတစင်သားကြားရင်လည်းပဲသိကြရတာအဲ့ဒါကမှဟုတ်လောက်ခန့်ရှိတယ်ဟုတ်လောက်ခန့်မရှိဘူးသိကြအောင်စနစ်တကျနောက်လေ့လာမယ်စုံစမ်းမယ်လေ့ကျင့်မယ်ဒါတွေကတော့နောက်ကလိုက်ရမယ်ပေါ့စစ်မှန်တဲ့ဉာဏ်ပညာကိုရခြင်းတယ်ဆိုရင်ဒါပေမဲ့အဲ့ဒီဉာဏ်တွေကိုရဖို့အတွက်အခြေခံဘယ်ကနေဒီဉာဏ်ပညာဟာဆင်းသက်လာတယ်လဲအကြည့်တဲ့အကြောင်းတရားဘာလဲသူတော်ကောင်းမယ်ဒါကြောင့်အလွန်ကြီးစုများတဲ့အတွက်ကြောင့်သူတော်ကောင်းတွေကိုပြုစုလို့ကြွေးရခြင်းလည်းချမ်းသာတယ်တဲ့ဟိုတုန်းကတော့တရားတယ်ဘယ်လိုလေးထည့်ဟောပြတာမှတ်မိတော့ဆိုတော့သူတော်ကောင်းတွေကလောကကြီးကိုငြိမ်းချမ်းမှုကိုပေးတယ်တတ္တဝါတွေအတွက်ကောင်းမှုကိုပေးတယ်အသိဉာဏ်ပညာကိုပေးတယ်လို့အဲ့လို၃မျိုးလောက်ကိုတွေးမိတာကိုမြင်မိတာလေးကိုထည့်ပြောဖြစ်တယ်ပေါ့နော်ဒါကြောင့်သူတော်ကောင်းတွေကိုပြုစုလုပ်ကြွေးရခြင်းလည်းချမ်းသာတယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဒီစကားလေးကိုနားလည်မှုကြီးမားအောင်ဘုန်းကြီးတို့ကြိုးစားရမယ်ပေါ့ဟုတ်လားဘယ်နှမျိုးရှိသွားတော့၈မျိုးနောက်ဆုံးဂါထာဖြင့်၄မျိုးထပ်ပြောလိုက်မယ်ဒုက္ခယာဝဇရာတိလံဒုက္ခတတ္တပဋိဋ္ဌိတာဒုက္ခပညာယပฏิလာဘောပပနာအကရဏဒုက္ခဒုက္ခယာဝဇရာတိလံကိုချင်းတိလဖြူစရာစောင့်ထိန်နိုင်မယ်ဆိုရင်ဒီလူဟာအိုသည့်တိုင်အောင်ချမ်းသာလိမ့်မယ်တဲ့နော်ဘဝရဲ့နောက်ဆုံးချိန်ထိရောက်အောင်ဘဝကအိုးလာပြီဆိုရင်အိုးလာတာနဲ့အမျှကောင်းတာတွေကနဲသွားဟုတ်တယ်မဟုတ်လားအသက်ကြီးလာလေးကောင်းတာလေးတွေကဆုပ်ယုပ်သွားနေတယ်တစ်ဖက်ကမကောင်းတာတွေကများလာနေတယ်ဘလောက်ခံစားရတွေပစ္စည်းတွေရှိခံစားမဲ့ဒီကိုကြီးကိုကသိအသုံးမကျတော့ဘူးမျက်လုံးကမကောင်းနားကမကောင်းဒီဓွာတာလေးတွေကနေတစ်ဆင့်ကျွတ်တို့ခံစားကြရတာဟုတ်တယ်မဟုတ်လားဒါတွေကမကောင်းတော့ဘူးဆိုတော့သူ့မှာချမ်းသာခွင့်ကတဖြည်းဖြည်းနဲ့နေသွားပတ်ဝန်းကျင်ကလည်းပဲလူအိုကြီးဆိုရင်သိပြီးတော့အလေးရထားကျင်တော့တာမဟုတ်အဲ့ဒါမအိုခင်ကစဝင့်မလိုက်အောင်လူအိုတွေကိုတန်ဖိုးထားပြီးတော့ဆက်ဆံဖို့လိုရနော်အဲ့လူအိုတွေကိုတန်ဖိုးမထားရင်ကိုအိုတဲ့အခါကျတော့တန်ဖိုးမထားတာတွေအဲ့ဒါတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဟုတ်လားအဲ့ဒါလူအိုကြီးဘာမှမကောင်းတော့ဘူးဆိုရင်တကယ်လို့သာသူဟာကိုချင်းသီလဖြူစင်ခဲ့မယ်ဆိုရင်ဘာမှအငြိစရာမရှိတော့ဘူးငါဟာဖြူစင်တန်တန်ရှင်းနေခဲ့တယ်သီလဟာသူ့ရဲ့စိတ်ကိုအလွန်မှကျဉ်းနှံ့မှုနှစ်သက်မှုကိုဖြစ်စေလိမ့်မယ်အာကိုတဲ့နော်မြတ်စွာဘုရားကကိုချင်းသီလဖြူစင်လို့ရှိရင်ဒီလူဟာဝမ်းမြောက်မှုကိုရမယ်တဲ့ဝမ်းမြောက်မှုရပြီဆိုရင်နှစ်သက်လိမ့်မယ်တဲ့နှစ်သက်မှုရပြီဆိုရင်ငြိမ်းအေးလိမ့်မယ်ငြိမ်းအေးပြီဆိုရင်သူချမ်းသာမယ်ချမ်းသာတယ်ဆိုရင်တည်ငြိမ်မယ်တည်ငြိမ်ပြီဆိုရင်အမှန်သိမယ်အမှန်သိပြီဆိုရင်ညီးငွေ့မယ်ညီးငွေ့မှုများပြီဆိုရင်ဆွဲမဲ့မှုကင်းမယ်ဆွဲမဲ့မှုကင်းရင်လွတ်မြောက်လိမ့်မယ်ဝိမု ക്തി ထိသွားတာနော်အဲ့ဒါအာကင်ခေယသုတ်တံဆိုတော့မြတ်စွာဘုရားဟောတာရှိတယ်ကိုချင်းသီလဒါကိုကဆင်ញင်ချင်းဖြင့်အသုံးချနိုင်မယ်ဆိုရင်မဲ့ဉဏ်ဖူဉဏ်အဆင့်ထိသူကချိတ်ဆက်တယ်ဒါကြောင့်မဂ်ကင်၈ပါးဒုက္ခនិရောဓဂ မိနိပရိပဒါထဲမှာသူကခလဲကောင်းမှဌာပနာထားတာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမပါလို့မရဘူးနော်ဒါနမဂ်ကင်၈ပါးထဲမှာမပါဘူးသီလမဂ်ကင်၈ပါးမှာအစဆိုတော့လေသူ့ကိုဌာပနာထားတယ်ခလဲကောင်းမှာဘယ်ကနေစအရင်စနစ်ကြတယ်မဂ်ကင်၈ပါးကိုလေ့လာလို့မဆုံးနိုင်ဘူးတမာဒိဋ္ဌိအမြင်မှန်ကအရင်စတယ်လူတယောက်အမြင်မမှန်ဘူးဆိုရင်အကျင့်ကလည်းမှန်စရာအကြောင်းမရှိဘူး
အမြင်မှားပြီဆိုရင်အကုန်မှားတော့မှသူကဒါကြောင့်အရေးကြီးလွန်းလို့သူကခေါင်းဆောင်အမြင်မှန်ရင်အတွေးမှန်ရင်အပြောမှန်ပဲဟောသီလစလာအလုံးမှန်ပဲအသက်မွေးဝမ်းကြောင်းမှုမှန်ပဲအဲ့ဒီမှာအာထုံမှုမှန်ပဲအောက်မေ့မှုမှန်ပဲတည်ငြိမ်မှုမှန်ပဲအဲ့ဒီအမှန်ရှင်မျိုးစုံပြီဆိုရင်အဲ့ဒါဒုက္ခនិရောဓဂါမိနိပရိပဒါဒုက္ခငြိမ်းရကိုအဲ့ဒီနည်းနဲ့သွားရမှာသောတော်ကဘုန်းကြီးကတရားတဲ့ထဲဟောတယ်ချမ်းသာမရှာနဲ့ချမ်းသာမရှိဘူးလို့ပြောတာစစ်မှန်တဲ့ချမ်းသာကိုရည်ရွယ်ပြောတာနော်လောကီချမ်းသာတော့ရှိတာပေါ့ဒုက္ခဝေဒနာပါပဲလောကီချမ်းသာဆိုတာလေအဲ့တော့ဒုက္ခဝေဒနာကတော့ရှိတာပေါ့မြင်ရင်းနဲ့ကောင်းသွားကြားရင်းနဲ့ကောင်းသွားစားရင်းနဲ့ကောင်းသွားဒါပဲလေအဲ့ဒီချမ်းသာဆိုတာဘုန်းကြီးခုနပြောပြီးပြီကြိုက်ချင်ရင်လည်းကြိုက်ုံပဲဘာတွေနဲ့ရောနေတော့စိုးရင်ချင်းငိုကြွေးခြင်းနဲ့ရောနေတယ်တောကပတိတွေဘာနဲ့ရောနေတယ်အဲ့ဒါကောဒုက္ခလေးကြီးကွက်ပြီးတော့ရခြင်းနဲ့နင်တို့မပါခဲ့နဲ့ဆိုလို့မရဘူးဒီသဘောကိုပြောတာဘုန်းကြီးကဆိုတော့စစ်မှန်တဲ့ချမ်းသာကိုရည်ရွယ်ပြီးတော့ချမ်းသာမရှာနဲ့လောကထဲမှာချမ်းသာမရှိဘူးဒုက္ခသာတဖြည်းဖြည်းနဲ့နည်းအောင်သာလုပ်ဒုက္ခချုပ်ငြိမ်းခြင်းဟာအဲ့ဒါချမ်းသာခြင်းအစစ်ပဲဒုက္ခនិရောဓဖြစ်အောင်လုပ်ရမှာမတူဘူးစကားနှစ်ခုကမတူဘူးချမ်းသာရှာတာရဲ့ဒုက္ခငြိမ်းအောင်လုပ်တာရဲ့စကားနှစ်ခုမတူဘူးဒါကြောင့်မြတ်စွာဘုရားဒုက္ခនិရောဓလို့ပဲသုံးတယ်ချမ်းသာလို့ကိုမသုံးဘူးချမ်းသာလို့သုံးတာလေးတွေရှားရှားပါးပါးတွေ့တယ်အဲ့ဒါလည်းဘုန်းကြီးပြောလိုက်တယ်ဆိုတော့တေတံဥပသမောဒုက္ခယုံနာတို့ရဲ့ငြိမ်းခြင်းဟာချမ်းသာတယ်အဲ့ဒီကြမှာချမ်းသာတာကျွတ်တော့ဘယ်တဲ့ချမ်းသာရှားတယ်ယုံနာနဲ့ချမ်းသာရှားတယ်ဘဝထဲမှာချမ်းသာရှားနေတာလေးနဲ့တဲ့နော်ဒီအမြင်တွေကဟုတ်လားဘုရားနေထွက်သွားတော့သီလနော်သီလဟာမဂ္ဂင်၈ပါးထဲမှာပါဝင်နေပြီနော်ဗြဟ္မစရိယမြတ်သောအကျင့်ရဲ့အဥအစလို့ဒီလိုလည်းပဲမြတ်စွာဘုရားနာမည်တက်တယ်စမှမစရသေးဘူးဆိုရင်အလဲတွေအဆုံးတွေမှာမျောလင်းတဲ့အိုးအမြင့်တဲ့အမှဲ့ရနုံနုံလို့လို့မရအောင်ဒါကြောင့်ဒီမှာတော့မြတ်စွာဘုရားသီလရဲ့ခုံကျေးဇူးကိုတစ်မျိုးလေးပြောတာပေါ့နော်အိုသည့်တန်အောင်ချမ်းသာစေမဲ့အရာဒါအများကြီးစဉ်းစားရကောင်းတယ်အိုကြအိုမဲ့လူတွေမအိုခြင်းဘူးဆိုရင်ဘယ်လိုလုပ်မြန်မြန်သေမှပဲမအိုမှာအဲ့ဒါကြတော့ကြိုက်မှမထင်ပါဘူးဟုတ်လားအဲ့တော့အိုခြင်းတရားကမဖြစ်မနေဘုန်းကြီးတို့ကမသေးဘူးသာဆိုရင်တော့မြန်မြန်မသေးဘူးသာဆိုရင်တော့အိုခြင်းတရားကြုံရမှာနော်အဲ့ဒါကိုချင်းသီလခေါင်းပါတယ်ကိုချင်းသီလဖြူရှင်တန်ရှင်းမှုအားနည်းတယ်ဆိုရင်စစ်မှန်တဲ့ကျင့်တတ်မှုရနိုင်မှာမဟုတ်ဘူးဒါကြောင့်လေးနေတဲ့ချမ်းသာကိုမျှော်လင့်တောင်းတတယ်ဆိုရင်တော့အခြေခံသီလကစဘုန်းကြီးတို့စဖို့လိုပါနော်ဒုက္ခယဝဇရာတိလံဒုက္ခံတတ္တာပဋိဋ္ဌိတာဟောလာပြီနော်တတ္တာယုံကြည်မှုတရားတရားသည်ပဋိဋ္ဌိတာကိုယ်စိတ်ထဲမှာအမြဲတည်နေသည်ရှိတော်ဒုက္ခအဲ့ဒါချမ်းသာတယ်စိတ်ထဲမှာဘာလေးများအမြဲရှိနေရင်အကောင်းဆုံးဖြစ်မလဲလို့နတ်သားတယောက်မေးတော့ရတယ်ဒီအဖြေလေးပဲမြတ်စွာဘုရားဖြေဥဒိတံအောင်ကောင်းတဲ့အရာဘယ်အရာလဲလို့မေးတော့လေကိုချင်းသီလကိုမြတ်စွာဘုရားဖြေဟုတ်လားကိုယ်စိတ်ထဲမှာဘာလေးအမြဲရှိနေရင်အကောင်းဆုံးဖြစ်မလဲဘာလေးကိုအမြဲတမ်းမပြောက်ပြက်အောင်ထိမ့်သိမ်းထားရမလဲဆိုလိုတာအဲ့လိုတိတ်ဆိုလိုတာနော်ကိုယ်ရင်ထဲမှာဘာလေးအမြဲတမ်းရှိနေတဲ့လဲယုံကြည်မှုမပြောက်စေနဲ့တော့ဒီနေရာမှာယုံကြည်မှုဆိုတာအမှန်တရားရဲ့အပေါ်မှာယုံကြည်တာကိုပြောတာကိုယုံထားတဲ့အရာကြီးဟာယုံတဲ့အတိုင်းမဟုတ်ဘူးဆိုရင်အဲ့ဒါယုံကြည်မှုအစစ်မဟုတ်ဘူးအဲ့ဒါကအလိမ်ညာခံရတာတနာစရာနော်တချို့ယုံကြည်မှုအစစ်မဟုတ်ဘဲနဲ့ယုံကြည်မှုလို့ထင်နေတာရှိတယ်အဲ့ဒါကြီးကယုံကြည်မှုမဟုတ်ဘူးယုံကြည်မှုဟာယုံကြည်တဲ့အတိုင်းမှန်မှယုံကြည်မှုအစစ်ဖြစ်မှာပေါ့ခုကျွတ်တို့မြတ်စွာဘုရားကိုယုံကြည်တယ်မြတ်စွာဘုရားပြောတဲ့စကားတွေကပြောတဲ့အတိုင်းမှန်တယ်မြတ်စွာဘုရားအရာအလုံးကိုသိတော်မူတယ်ကိလေသာငြိမ်းတော်မူတယ်အစရှိသဖြင့်ဘုန်းကြီးတို့ယုံကြည်ကြတယ်ဒါတရားတရားပဲအခြေခံကြားဆုံးတရားတရားနော်သူတော်ကောင်းတရားဟာငြိမ်းအေးမှုကိုဖြစ်စေတယ်ယုံကြည်တယ်တကယ်အစဉ်စဉ်ကိလေသာငြိမ်းအောင်ကြိုးစားအထောက်နိုင်ကြတဲ့အရိယာတန်ကမဉ္ဇဉ်ပူညာရသွားတဲ့အရှင်ကိုပြောတာအဲ့လိုရသွားပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာရိုးသားသွားပြီဖြောင့်မတ်သွားပြီဖြူရှင်းသွားပြီအဲ့ဒါကိုဘာလို့ယုံကြည်တယ်ဒါအမှန်ကန်ပဲဒီဥစ္စာကနောက်ထပ်အမှန်ကန်ယုံကြည်စရာတရားတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲကံကံရဲ့အကျိုးစိတ်စေတနာရဲ့စွမ်းရည်တတ္တိကိုယုံကြည်တာအခြေခံအကြဆုံးအမှန်တရားကြီးပဲဘဝခရီးကိုဘုန်းဘုန်းတို့တွေဟာကောင်းတဲ့စိတ်ရဲ့ချမ်းသာဒုက္ခဖြစ်တာကိုခံယူရင်းနဲ့မကောင်းတဲ့စိတ်ရဲ့ဆင်းရဲဒုက္ခပေးတာကိုခံယူရင်းနဲ့သွားနေတာနောက်ဘဝခရီးကိုဘယ်ပုံစံနဲ့သွားနေကောင်းတဲ့စိတ်ကပေးတဲ့ချမ်းသာဒုက္ခတွေကိုခံယူရင်းနဲ့မကောင်းတဲ့စိတ်ကပေးတဲ့ဆင်းရဲဒုက္ခတွေကိုခံယူရင်းနဲ့သွားနေတာဒါပဲကိုခံစားနေရတဲ့ဆင်းရဲခြင်းချမ်းသာခြင်းတွေကဘယ်မှမလာဘူးကိုယ်စိတ်ထားကြောင့်ဖြစ်လာတဲ့အကျိုးရလဒ်တွေကြီးပဲ
အဲ့ဒါလို့သာဘုန်းကြီးတို့ကရှင်းရှင်းလင်းလင်းသိထားမယ်ဆိုရင်ဆင်းရဲလည်းဘယ်သူမှပြစ်တင်စရာမရှိဘူးချမ်းသာဖို့အတွက်လည်းဘယ်သူမှအားကိုးစရာမလိုဘူးဘယ်သူမျက်နှာမှာလည်းမဟုတ်ကြည့်စရာမလိုငါချမ်းသာခြင်းငါစိတ်ကောင်းထားတာပဲကောင်းလိုက်ဘူးလားကောင်းတယ်နော်အဲ့ဒီအမှန်တရားကြီးကိုယုံကြည်တာဘယ်လိုခေါ်တော့တရားတရားအဲ့ဒီယုံကြည်မှုဘယ်တော့မှမပြောက်စေနဲ့ယုံကြည်မှုပြောက်တာနဲ့လမ်းပြောက်ပြီပဲဟိုလိုဒီလိုဟိုဟာလိုအမလို့ဒီဟာလိုအမလို့ရောင်းချကြတချို့ကနော်စိတ်ကြယောဂဖြစ်တယ်ပြောဘာပြောဟုတ်လားဘာမှခိုင်မာတဲ့လေးနဲ့တဲ့ယုံကြည်မှုမရှိလို့အဲ့ဒီလိုတွေဖြစ်ရတာဟုတ်လားယုံကြည်မှုတကယ်ကြီးမားတဲ့ခိုင်မာတဲ့လူကသူ့မှာလှုပ်ရှားရတယ်အများကြီးအားကိုမအားဘူးလှုပ်မယ်လေးစိတ်ကောင်းနှလုံးကောင်းဖြစ်အောင်လှုပ်မယ်တရားအသိဉာဏ်တွေရအောင်လှုပ်မယ်ဟာဟိုဘက်မှာစိတ်ဝင်စားတယ်ဆိုအများချမ်းသာအောင်လှုပ်မယ်နော်အဲ့လိုပေါ်တော်တော်ကြောင်တောင်စိတ်ယောဂါတွေခံစားရတယ်ဆိုတာအဓိကအားတဲ့လူတွေမှာဖြစ်ကြတာများတယ်လို့ထင်နော်ဘာမှလှုပ်ရှားမရှိစားစရာတောက်စရာဝတ်စရာလည်းပြည့်စုံအားရှိထိုင်ပြီးတော့အဓိပ္ပာယ်ရှိရလည်းမတွေ့အဲ့ဒါကြတော့စိတ်သက်ဆရာဝန်စီရောက်ရောဟုတ်လားအဲ့တော့ဘုန်းကြီးတို့ဒီမှာစိတ်ထဲမှာဘာလေးများအမြဲရှိနေရအကောင်းဆုံးဖြစ်မလဲဆိုတော့မိဂွန်းရဲ့အဖြေလဲဒါပဲအခုဒီဒေသနာထဲမှာလည်းမြတ်စွာဘုရားထည့်ဟောတယ်နော်ယုံကြည်မှုတရားတရားလေးကိုယ်တန်တမှာအမြဲတမ်းတီးနေအောင်ကိန်းနေအောင်လုံနိုင်တဲ့လူချမ်းသာလိမ့်မယ်နော်ကိုချင်းသီလဖြူရှင်တဲ့လူကတော့အိုသည့်တိုင်အောင်ချမ်းသာလိမ့်မယ်ယုံကြည်မှုကတော့မပြောက်မချင်းမပြောက်တဲ့လူချမ်းသာပဲပြောက်ရင်တော့သူလည်းပဲဆင်းရဲဦးမယ်ပေါ့နော်မပြောက်စေနဲ့ယုံကြည်မှုနော်ဒုက္ခယာဝဇရာတိလံဒုက္ခတတ္တပဋိဋ္ဌိတာဒုက္ခပညာယပဋိလာဘောပပနာအကရဏဒုက္ခတတိယဒီကထာဖြင့်ပြောတဲ့တတိယချမ်းသာလေးကဘုန်းကြီးကအရန်ကြိုက်တယ်ဟိုတုန်းကစာအတူလေးတွေရေးပေးပါဆိုရင်အဲ့ဒီပါဠိလေးပဲရေးပေးလိုက်တယ်ဒုက္ခပညာယပဋိလာဘောရအောင်ကြက်တာနော်ဒုက္ခပညာယပဋိလာဘောပညာယပဋိလာဘောအတိညာပညာကိုရခြင်းတည်ဒုက္ခချမ်းသာတယ်နော်ဉာဏ်ပညာဟာချမ်းသာမှုကိုဖြစ်စေတယ်တို့ဉာဏ်ပညာဆိုတာဘာတော့ဒီနေရာမှာဘဝအကြောင်းကိုသိတာကိုပြောတာနောက်အစဉ်စဉ်သိပုံတွေအများကြီးရှိတယ်အခုဒီနှစ်ရက်တရားစခန်းပွဲလေးမှာဒီဉာဏ်ပညာအကြောင်းပဲအဓိကပြောပြနေတာများပါတယ်နော်စိတ်စေတနာရဲ့စွမ်းရည်တတ္တိကိုသိတယ်ဒါပညာပုဂ္ဂိုလ်တ attva မရှိဘူးယုံနာနေပဲဖြစ်နေတာလို့ရှင်းရှင်းလင်းလင်းသိတယ်ပညာပြင့်တယ်ဒီပညာအစစ်မြင့်တယ်ဖန်ဆင်းလို့ဖြစ်နေတာမဟုတ်အကြောင်းပဲဖြစ်နေတာတွေခုမှမရှိဘူးအကြောင်းအကျိုးသဘာဝတွေလို့မြင်တယ်သိတယ်ပညာဖြစ်နေတာတွေအကုန်လုံးကတောက်လျှောက်ပြီးဆုံးလိုက်နေတာဘာမှကောင်းတဲ့အရာတွေမဟုတ်ဘူးအဆိုးရတဲ့အရာတွေလည်းမဟုတ်ဘူးလို့သိမယ်ဆိုရင်အလွန်လေးနဲ့တဲ့အဆင့်ထိရောက်သွားပြီအဲ့ဒီပညာဟုတ်လားကြားရတာနဲ့တော့နှလုံးစိမ်ဝမ်းကိုငြိမ်းအေးတယ်နော်သစ္စာလေးပါးကိုမြန်သိမယ်ဆိုရင်တော့အထွတ်ထိပ်ရောက်သွားပြီဘဝဆင်းရဲတယ်လို့သိမယ်ဘဝဖြစ်စေတတ်တဲ့လောဘကိုသူ့အရှင်နဲ့သူပယ်နိုင်မယ်လောဘမရှိသလောက်ငြိမ်းတယ်အေးတယ်လမ်းမှန်ကိုလည်းပဲပြည့်စုံအောင်ရှောက်ပြီးသားဖြစ်သွားတယ်ဘလောက်ကောင်းတော့ဟုတ်လားအဲ့ဒီပညာရမယ်ဆိုလို့ရှိရင်ဒီစိတ်နှလုံးကိုချမ်းသာစေလိမ့်မယ်အဲ့ဒါချမ်းသာခြင်းတယ်ဆိုလို့ရှိရင်ဘုန်းတို့အသိဉာဏ်ရအောင်လုပ်ရမယ်သိအောင်လုပ်ရမယ်အခုတရားရှုမှတ်နေကြတယ်ဆိုတာသိအောင်လုပ်တာပဲဒါလေးတွေရဲ့အကြောင်းကိုမသိလို့ဒါလေးတွေပေါ်မှာမှားတယ်ဒါလေးတွေဆိုရင်လည်းဟုတ်တယ်ဒါကြီးတွေဆိုရင်လည်းဟုတ်တယ်ဟုတ်လားရုပ်တွေနံနေရောနော်ဒါတွေရဲ့အကြောင်းကိုမသိလို့ဘုန်းကြီးတို့ဒါတွေပေါ်မှာပဲအမျိုးမျိုးအထင်မှားအမြင်မှားရကျင်လိုက်ရတာနဲ့ဖယ်ပစ်ချင်လိုက်ရတာနဲ့ဒါပဲလေဒီနှစ်ခုနဲ့ရှုပ်တယ်နော်ကောင်းတယ်ထင်တော့ရကျင်လို့သိကျင်လို့ကြိုးစားအထောက်ရတယ်မကောင်းဘူးထင်တော့လည်းပဲဖယ်ခြင်းရှားခြင်းပျောက်စေခြင်းဟုတ်လားကိုပျောက်စေခြင်းလို့လည်းအကြောင်းရှိနေရင်ပျောက်မှာမဟုတ်ဘူးကိုရခြင်းလို့လည်းပဲအကြောင်းမရှိရင်ရမှာမဟုတ်ဘူးဟုတ်လားအဲ့ဒီလိုဒီသဘာဝတရားလေးတွေရဲ့အနေအထားမှန်ကိုဘုန်းကြီးတို့သိအောင်မလုပ်ကြရတော့တရားအထုတ်ကြတရားအထုတ်လို့သိမြင်နားလည်မှုများလာတဲ့နဲ့အမျှဒီလောက်ကြီးရခြင်းစရာလည်းမဟုတ်ပါဘူးဒီလောက်ကြီးမကျင်တတ်စရာလည်းမဟုတ်ပါဘူးဒီအတိလေးရပဲဘာကိုလျှော့ပြန်လောဘဒေါသကိုလျှော့မှာအဲ့ဒီလောဘဒေါသလျော့သွားတာနဲ့လောဘဒေါသကြောင့်ဖြစ်မဲ့ပူမှုလောင်မှုပင်ပန်းမှုဟာလည်းလျော့သွားတာပဲတကယ်တမ်းကပူလောင်ပင်ပန်းဆင်းရဲနေတယ်ဆိုတာလောဘဒေါသကြောင့်ပင်ပန်းရတာနော်အဓိကစိတ်ကိုအနှိမ့်ဆက်နိုင်ဆုံးကတော့ဒေါသလောဘနှိမ့်ဆက်တာကတော့အကြောင်းခံပြီးတော့ဓာတ်ရိုက်ကြီးပူတယ်ဆိုတာလေသူအကျိုးရလက်ထွက်လာမှပူတာများတယ်လောဘရဲ့သဘောကဒေါသကတော့သူကို၌ကိုကဘာဖြစ်နေအပူဓာတ်သူကနော်သေချာစဉ်းစားကြည့်လိုက်လူမချတော့ဘူးစိတ်တူပြီဆိုတော့တောက်လျှောက်ပူနေတော့တာနော်လူကျင်မှုကလည်းပူပါတယ်မပူဘူးမဟုတ်ဘူးဒါပေမဲ့လူကျင်မှုကပိုးပြီးတော့ကျေပြန့်တယ်သူ့ရဲ့ပူလောင်မှုက
စောစောပြောတဲ့ဒေါသကိုကလိုချင်မှုကိုပဲအကြောင်းခံပြီးတော့ဖြစ်ကြတာများပါတယ်ဟုတ်လားဒါကြောင့်သူတို့ကတော့တွဲနေတာလောဘရောဒေါသရောမောဟရောကဘုန်းကြီးကဘယ်လိုလေးတွေးမိတော့ဆိုတော့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ကိုနားလည်စေခြင်းတာလိုချင်စရာတွေလို့ထင်တာမကျေနပ်စရာတွေလို့ထင်တာအဲ့ဒါပါတော့မောဟပေါ့တကယ်တော့သဘာဝတရားမှာအဲ့ဒီအချက်တွေမပါဘူးသူဖြစ်ပေါ်လာတယ်ပြီးဆုံးသွားတယ်ရုပ်ဆိုရင်လည်းပူတရားရှိတာပူမယ်ပြီးတော့ပြီးသွားမယ်အေးတရားရှိအေးမယ်ပြီးတော့ပြီးသွားတယ်ဒီသဘောသွားတာဒါပေမဲ့ကိုကအဲ့ဒါကိုပဲလိုချင်စရာလို့ထင်ရင်ထင်မယ်မကျေနပ်စရာလို့ထင်ရင်ထင်မယ်ဒါလည်းကိုယ့်ရဲ့တစ်ချိန်ကမှတ်သားခဲ့တဲ့တင်ညာတွေနဲ့ပေါင်းပြီးတော့ရှုပ်ထွေးကုန်တာလို့ဒီလိုလည်းပဲတွေးမိတယ်ပေါ့နော်အဲ့ဒါဘာတော့ဆိုတော့မောဟနယ်ပဲပေါ့အဲ့ဒီမောဟကြီးလာပြီဆိုရင်ကြီးလာသလောက်လိုချင်စရာလို့ထင်တဲ့အရာနဲ့တွေ့တော့လောဘဖြစ်ရောမကျေနပ်စရာလို့ထင်တဲ့အရာနဲ့တွေ့တော့ဒေါသဖြစ်ရောဒေါသဖြစ်တော့အကြီးအကျယ်ပူရောဟုတ်လားသူ့ရှိရလောဘကြောင့်ပူနေတာသိမသိဘူးမထင်ရှားဘူးအဲ့ဒီရှိရမောဟကြတော့ပိုးတောင်မှမသိဘူးတကယ်တမ်းအဲ့ဒါတွေကြောင့်ပူနေတာဆိုတာလေးကိုဘုန်းကြီးတို့ကနော်ဆင်းရဲခြင်းရဲ့အခြေခံကြတဲ့အကြောင်းတရားတွေကိုရှာတတ်ဖို့မြင်တတ်ဖို့လိုပါနော်အဲ့ဒါအခုဒီမှာမြတ်စွာဘုရားပညာရရင်ဒီလူဟာချမ်းသာတယ်လို့ခေါ်တာဘာလို့တော့အဲ့ဒီပညာကဆင်းရဲစေတဲ့အဲ့ဒီလောဘဒေါသမောဟကိုလျှော့ချနိုင်လို့အဲ့ဒါကြောင့်မောဟရဲ့ဆန့်ကျင်ဘက်ပဲနားလည်မှုရဲ့နောက်မှာလူချင်းစရာမဟုတ်ဘူးမကျင်တတ်စရာမဟုတ်ဘူးလို့သိရင်သိသလောက်လောဘနဲ့ဒေါသကလျှော့ပြီးသားဖြစ်တာလောဘဒေါသလျှော့ပြီးသားဖြစ်ရင်အပူကလည်းလျော့ပြီးသားဖြစ်သွားတာဒီသဘောနေတာထိုင်တာကအဲ့ဒီနီးလေးနဲ့မှဘုန်းကြီးတို့ဘဝမှာရနိုင်တာဒါကြောင့်အသိဉာဏ်ပညာလေးဥရှိပြီးတော့ဘဝမှာချမ်းသာအောင်ဘုန်းကြီးတို့ကြိုးစားရမယ်ပေါ့နော်ဒါက7ခုမြောက်ချမ်းသာဆိုလည်းဟုတ်တယ်သရုပ်တဂါထာရဲ့တတိယမြောက်ချမ်းသာနောက်ဆုံးချမ်းသာကြတော့သူကတစ်မျိုးလေးပြောတယ်ပါပါဏံအကရဏံဒုက္ခမကောင်းမှုကိုရှောင်ကျဉ်နိုင်ခြင်းသည်ချမ်းသာတယ်ဒါကအပေါ်ယံကြည့်ရင်တော့ဒီချမ်းသာကမလေးနက်ဘူးလို့ထင်ရတယ်တကယ်သူကလည်းပဲအလွန်လေးနက်တဲ့အပိုင်းတွေရှိတယ်မကောင်းမှုကိုရှောင်တယ်ဆိုတာကကျွတ်တို့ပြန်ဖြစ်မဲ့ရှောင်ရင်းနဲ့ရှောင်တာရှိတယ်ပြန်မဖြစ်တော့မဲ့ရှောင်ရင်းနဲ့ရှောင်လိုက်နိုင်တာရှိတယ်ဟောပေတယ်ဆိုတာတောင်သူက3မျိုးလောက်ဘုန်းကြီးတို့နားလည်ရမှာကိုတတင်္ဂပဟံဝိခံမနပဟံသမုစ္ဆေရပဟံတတင်္ဂပဟံဆိုတာကဖယ်เสียအကြောင်းရှိတုံးလေးမှာဖယ်သွားတာဆိုလိုတာကကုသိုလ်ဖြစ်တဲ့အခိုက်မှာဒီကုသိုလ်ကအကုသိုလ်ကိုဖယ်လိုက်တယ်မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုတယ်အဲ့ဒီအာယုံပြုခြင်းအကြောင်းကြောင့်အဲ့ဒီအချိန်မှာလောဘဒေါသမောဟမဖြစ်ဘူးအဲ့တော့လောဘဒေါသမောဟကိုအဲ့ဒီအချိန်မှာပယ်လိုက်တယ်အဲ့ဒီပယ်ခြင်းကိုတတင်္ဂပဟံလို့ခေါ်တယ်တတင်္ဂဆိုတာတခဏလို့ပြောတာမဟုတ်ဘူးတတင်္ဂဆိုတာကပယ်เสียအကြောင်းရှိတုံးလေးမှသာလျှင်သူမရှိတာစားထားတုံးမှာပဲဝနေတာပြီးရင်ပြန်ဆောင်တတင်္ဂပဟံဆိုတာအဲ့ဒါကိုပြောတာအကြောင်းရှိတုံးလေးမှာပဲသူခွာနေတာသူ့ကိုခွာထုတ်တဲ့အကြောင်းတရားမရှိတော့ဘူးဆိုတာနဲ့သူပြန်ရောက်လာမှာတတင်္ဂဆိုတာအကြောင်းရှိတုံးကလေးမှာဖြစ်တဲ့တရားနော်ကျွတ်တော့အဲ့ဒါကိုအမှတ်မှနော်တတင်္ဂဆိုခဏလေးဆိုတာနဲ့အဓိပ္ပာယ်ကလောရောနေဟုတ်လားခဏလို့ပြောတာမဟုတ်ဘူးတတင်္ဂဆိုတာအကြောင်းရှိတုံးလေးမှာပယ်ထားတာမေတ္တာပို့နေတယ်ဒေါသမရှိဘူးနော်တရားလေးမှတ်နေတယ်အဲ့ဒီချိန်မှာငြိမ်းအေးနေတယ်အဲ့ဒါလည်းတတင်္ဂပဟံထဲမှာပဲပါတယ်ဇံတို့ဘာတို့ရပြီအဋိဌာန်တွေဘာတွေနဲ့ဟာငါဘယ်နှနာရီနဲ့ဘယ်နှနာရီထိဇံဝင်စားနေမယ်ဟာအဲ့ဒီအဆင့်ကြတော့သူကဝိခံမနပဟံခေါ်တယ်တော်တော်ကြာကြာကင်းကွာနေမကောင်းတာတွေနဲ့တော်တော်ကြာကြာကင်းကွာမကောင်းတာတွေကိုတော်တော်ကြာကြာဖယ်ထားနိုင်တယ်အဲ့ဒါကိုခေါ်တော့ဝိခံမနပဟံသမုစ္ဆေရပဟံဆိုတာကြတော့သူကမဲ့ညံရလို့နော်အကုသိုလ်ကိုအမြင့်ပြတ်ပယ်တတ်လိုက်တဲ့အခါမှာပယ်ရှားတယ်ပယ်ရှားပုံပယ်ရှားနေသူကတဖန်ပြန်မဖြစ်တော့ပယ်ခြင်းဖြင့်ပယ်လိုက်တာဟုတ်လားအဲ့ဒါကြောင့်မလို့မဲ့ညံဖွဉဏ်ရဲ့စွမ်းအားတတ္တိဟာအလွန်မှကြီးမားတယ်အဲ့ဒါကဘာလို့ကြီးပဲပြီးတော့ဘုန်းကြီးကပြောတာတော့နော်အကုသိုလ်ကိုနော်မလုပ်ဖဲရှောင်ကျဉ်နိုင်ခြင်းတွေကချမ်းသာတယ်ဆိုတာကိုအဲ့လိုလေးနဲ့တဲ့အပိုင်းလေးတွေနဲ့ဆက်ပြီးတော့ဘုန်းကြီးတို့ကမြင်ရမယ်ဟုတ်လားအကုသိုလ်ဟာတကယ်တမ်းကနော်အကုသိုလ်လို့ပြောလိုက်တော့လည်းပဲနားထဲမှာနော်ကြားနေကြတာယုံရင်ကြံထမ်းတဲ့အမှုကိစ္စတွေနဲ့ပဲရောပြီးတော့အကုသိုလ်ကိုမှတ်သားထားတာဆိုတော့စိတ်ထဲမှာနော်ဖြစ်ပေါ်နေတဲ့အလိုဆန္ဒလေးတွေမကျေနပ်မှုလေးတွေမာနလေးတွေမနာလိုမှုလေးတွေအဲ့လိုသေးမွားတဲ့အကုသိုလ်လေးတွေအဖြစ်များတဲ့အကုသိုလ်လေးတွေကိုကြတော့အကုသိုလ်လို့တောင်ကျွတ်တော့ဟာမမြင်မိတော့ဘူးအကုသိုလ်လို့ပြောရင်သူတို့မပါဘူးလို့ထင်တယ်အကုသိုလ်လို့ပြောရင်ဘယ်လိုထင်တာလဲယုံရင်ကြံထမ်းတဲ့
နော်တကယ်ကိုပဲတိတာထင်ရှားတဲ့ကာယကမှုဝစီကံမှုနဲ့ဆိုးဆိုးဝါးဝါပြုမှုပြောဆိုနေတာလောက်ကိုပဲအကုသိုလ်လို့တွေးမိတယ်တကယ်အကုသိုလ်ဆိုတာကဘယ်ထဲမှာအဖြစ်များတော့စိတ်ထဲမှာအဖြစ်များတာနော်အကုသိုလ်တွေမှာအများကြီးဘုရားကအကုသိုလ်လို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုရင်နိဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလို့ခေါ်တဲ့ဒေသနာရှိတယ်ကာမိဆန္ဒကာမဂုဏ်အာယုံကိုလိုလားတောင့်တဗျာပါဒမကြည်မနှက်ဖြစ်နေတာဌိနမိတာအိတ်ချင်ကိုင်းမြည်နေတာနော်ဥဒိစ္စကုက္ကုစပြန့်လွင့်တဲ့စိတ်တွေဖြစ်ပြီးတော့လုံးမိတဲ့အကုသိုလ်မလုံးမိတဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့နောင်တနဲ့ပူလောင်နေတာယုံမတန်တရားဖြစ်နေတာဒါနိဝရဏတရား၅ပါးအကုသိုလ်လို့ပြောခြင်းနိဝရဏတရား၅ပါးကိုပြောမှသာလျှင်မှန်ကန်စွာပြောရရောက်လိမ့်မယ်အဲ့ဒီနိဝရဏတရား၅ပါးဒီဘာကုသိုလ်မှမရောရှက်တဲ့တသက်အကုသိုလ်ပဲလို့အကုသလရာတိတုတ်တံမှာရသော်ပဲအဲ့တိုင်ဟောတာဒါပါပနာအကရဏဒုက္ခမကောင်းမှုကိုပယ်ရှားနိုင်ခြင်းသည်ရှောင်ကျဉ်နိုင်ခြင်းသည်ချမ်းသာတယ်ဆိုတာကိုနော်အကျဉ်းသားရှောင်ကျဉ်နိုင်တဲ့အနေအထားကနေအနုသားရှောင်ကျဉ်နိုင်တဲ့အနေအထားပြန်ဖြစ်မဲ့ရှောင်ကျဉ်မှုကနေတဖန်မဖြစ်သည့်အထိရှောင်ကျဉ်နိုင်တဲ့အနေအထားတွေကြောင့်ဘုန်းကြီးတို့ကျေပြန့်စွာမြင်မယ်ဆိုရင်ဒီချမ်းသာရဲ့လေးနက်မှုကလည်းအထွတ်ထိပ်ကိုရောက်သွားရောဟုတ်တယ်မို့လားအဲ့တော့ကျတို့ကလက်တွေ့တော့သုံးကြည့်ဖို့လိုမှာပေါ့နော်အကုသိုလ်မှုပြုကျင်စိတ်ပေါက်လာပြီဆိုအကုသိုလ်ရှောင်ခြင်းဟာချမ်းသာတယ်လို့ပြောတယ်ငါရှောင်ကြည့်လိုက်အောင်ပဲရှောင်ကားတော့အောင့်တိအောင့်တက်တယ်နေခြင်းနေမှာပေါ့ပြီးရင်အကုသိုလ်ကြောင့်ဖြစ်မဲ့ပူမှုလောင်မှုပင်ပန်းမှုတွေဆက်မဖြစ်တော့တာဒါကိုမြင်တဲ့အခါကျတော့ကျင့်တတ်မှုကတော့သိကြပါအောင်ရလိမ့်မယ်အဲ့ဒါကိုလည်းဘုန်းကြီးတို့ဘာလုပ်ဖို့လို့တော့နားလည်ဖို့လို့ပေါ့နော်ဒါကြောင့်ပါပနာအကရဏဒုက္ခမကောင်းမှုကိုရှောင်ကျဉ်ရခြင်းဟာချမ်းသာတယ်တဲ့အဲ့ဒါအကျဉ်းသားအဆင့်ရတယ်အနုညံဆုံးအဆင့်ထိဘုန်းကြီးတို့မြင်ရမယ်အပေါ်ယံအဆင့်ရနေပြီးတော့အနှစ်ဆိုင်ဆုံးအဆင့်ထိဘုန်းကြီးတို့မြင်ရမယ်ချမ်းသာဒုက္ခဘယ်နှမျိုးရှိသွားပြီတော့12မျိုးတဏှာရည်တွင်းဝင်အောင်ငါပြောနိုင်မှမလားလို့စပြောတော့ကဘုန်းကြီးကစိတ်ထဲမှာတန်တရားနည်းနည်းဖြစ်မိတယ်အခုမိနစ်50ကြော်ကြော်လေးပဲရှိသေးတယ်မဆိုးဘူးနော်12မျိုးလုံးကုန်အောင်ပြောကျင်တာလေးတွေပြောလိုက်ရတယ်ကျင့်တတ်ပါတယ်ဟုတ်လားတော်တာမြတ်စွာဘုရားကဘုစုကိုအကြောင်းပြုပြီးတော့ဟောတာတော့မန္တကိုအကြောင်းပြုပြီးတော့ဟောတာမန္တကရှင်းမင်းလုပ်ခိုင်းတာဘယ်စွမ်းမြင်လို့တော့ဣတိပတ်ကြီး၄ပါးပွားများထားပြီးသားဟိမဝန္တာတောင်ကြီးရွှေဖြစ်စီလို့လှုပ်လိုက်ရင်တောင်ရွှေဖြစ်သွားမှာဒီလောက်စွမ်းတဲ့လူဘယင်သာလှုပ်တော့ကောင်းတဲ့စိတ်နဲ့ပြောတာလားဘယ်ဟုတ်မလို့နှိမ့်ဆက်လို့တဲ့စိတ်နဲ့ဟုတ်လားအပြစ်ရှာလို့စိတ်နဲ့ပြောတာအဲ့ဒါမြတ်စွာဘုရားကဟိမဝန္တာတောင်ကြီးနှလုံးစာလောက်ရွှေတွေဖန်တီးပေးမယ်ဆိုရင်တော့လူတယောက်ရဲ့လိုအင်ကိုပြည့်ဝစေအောင်မှာမဟုတ်ဘူးဒါကြောင့်တကယ်ချမ်းသာခြင်းနဲ့ဆိုရင်တော့အခုပြောတဲ့တရားတွေရှိအောင်လုံးဝချမ်းသာမှာတနည်းအားဖြင့်သူများကိုချမ်းသာအောင်ကိုလုပ်ပေးလို့မရဘူးလေဟုတ်တယ်မဟုတ်လားကိုယ်ကိုချမ်းသာအောင်လည်းသူများလုပ်ပေးလို့ရမှာမဟုတ်ဘူးကိုချမ်းသာခြင်းနဲ့ဆိုရင်ကိုယ့်ကိုလှုပ်ပဲတယောက်နဲ့တယောက်ချမ်းသာဖို့အတွက်အဆုံးစွန်လုပ်ပေးနိုင်တာပါတော့နီးလန်းပြောဖို့ပဲဒါပဲခုမြတ်စွာဘုရားနီးလန်းပဲပြောသွားတာချမ်းသာဖို့သာပေးလို့ရာဇဒန်းဆိုရင်ပေးခဲ့မှာပါအလျံပဲတဏှာလွန်လို့တတ္တဝါတွေကိုမြတ်စွာဘုရားဟုတ်လားပေးမရတဲ့အတွက်ကြောင့်ပေးရတာကိုပဲပေးရတာဗာပေးရတာတော့နီလန်ခုနီလန်ဘယ်နှမျိုးတောင်ဘုန်းကြီးတို့ရ12မျိုးမိတ်ဆွေကောင်းရှိခြင်းသည်အရေးကြောင်းကြုံလာရင်ချမ်းသာလိမ့်မယ်ရောင်ရဲတင်းတိမ်မှုရှိခြင်းသည်ချမ်းသာလိမ့်မယ်သေဂာနီးမှာကောင်းတဲ့စိတ်နဲ့သေနိုင်တဲ့လူချမ်းသာလိမ့်မယ်ဘဝဟာဆင်းရဲခြင်းတရားဖြစ်တဲ့အတွက်ကြောင့်ဘဝဖြစ်ကြောင်းတဏှာလောဘကိုပယ်ရှားပြီးတော့ဘဝဒုက္ခတွေကိုဖယ်ရှားနိုင်တဲ့လူချမ်းသာလိမ့်မယ်ဒါအဆင့်အမြင့်ဆုံးနော်အမေကိုပြုစုလို့ကြွေးခြင်းအဖေကိုပြုစုလို့ကြွေးခြင်းသည်ချမ်းသာတယ်ကျင့်စေသူတော်ကောင်းကျင့်ပြီးသူတော်ကောင်းကိုပြုစုလို့ကြွေးခြင်းသည်ချမ်းသာတယ်ကိုချင်းသီလဖြူစင်သူဟာအိုသည့်တိုင်အောင်ချမ်းသာလိမ့်မယ်ယုံကြည်မှုတရားကိုကိုယ့်ရင်ထဲမှာအမြဲတမ်းတည်တံ့နေအောင်တော့ထိမ့်သိမ့်ထားနိုင်တဲ့လူချမ်းသာလိမ့်မယ်အသိဉာဏ်ပညာအလိမ္မာကိုရအောင်လုပ်နိုင်တဲ့လူချမ်းသာလိမ့်မယ်မကောင်းတာကိုရှောင်ကျဉ်နိုင်တဲ့လူဟာချမ်းသာလိမ့်မယ်12မျိုးသောချမ်းသာကျေပြည့်တဲ့ရှုထောင့်ကိုစီရှိနေတယ်လို့ဘုန်းကြီးကခံစားရတယ်ဒါတခါတော့မှတွေလည်းပဲတခြားသောဒေသနာတွေနဲ့ကိုယ့်ရဲ့လောကရဲ့အတွေ့အကြုံတွေနဲ့ရောဆက်ပြီးတော့မြတ်စွာဘုရားဟောတော်မူတာမှန်လိုက်တာလို့ထောက်ခံနိုင်တဲ့နော်ဉာဏ်လေးတွေလည်းဘုန်းကြီးကရစေခြင်းပါတယ်ကြိုက်လွန်းလို့ဒီတရားလေးကိုကျင့်ဖန်များစွာဟောဖို့တယ်ဟောယုံနေမကဘူးစာအုပ်တောင်ထုတ်ထားတာရှိတယ်နော်ဒုက္ခ12ပါးဆိုနာမည်ရိုးလေးနဲ့စာအုပ်ထုတ်ထားတာရှိတယ်ဟုတ်ပြီနော်ဒါကြောင့်ချမ်းသာဒုက္ခတွေကိုနိမန်လမ်းမှန်
ရှာဖွေနိုင်ကြတယ်ရရှိနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရရှိကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း